ကိုလိုက်လို့ပြေးတာအဲ့ဒီလိုသိတာပြေးတာကိုပြေးတာတွေကိုကိုသိတာထိန်းတာအကုန်လုံးအဲ့ဒါကြောင့်ဒီပညာကိုထိုက်မှရတယ်ဆိုတာအဲ့ဒီအိမ်ပဲဒီပြေးတာမဟုတ်ရင်ဝေးတော့မရဘူးမှဒါဖင်လားမှကနေမရဘူးအဲ့ဒါပြေးတာပဲမြင်ကိုင်းရတာပဲစိတ်ကူးရင်ကြည့်အောင်ဒီကိုင်းမှာတို့ဒီတစ်ဖက်တစ်ခြားငါနဲ့ပတ်သက်တဲ့တပည့်တွေဆင်းရဲခဲ့တဲ့တပည့်တွေအားလုံးတို့တဲ့ဘလူကြီးတော့လဲဆိုတော့အခုနေအချိန်မှာငါအရှိတော့တယ်ဒီလိုမှကိုင်းရုံမဟုတ်ဒါကလုံးမတွေးနဲ့ကိုင်းရုံမရှိဘူးဒါပြောလို့ပြောရမယ်တစ်သက်လုံးပြောမယ်မသိမချင်းပြောမယ်မှတ်တာတော့ကြောင့်ကအစိတ်စင်းနေကိုဘာနဲ့26ရောက်ဖြစ်နေတယ်ကိုင်းရုံအဲ့ဒီမှာစိတ်ကူးရင်ကြည့်ရဘိုးတော်အေးလက်ထက်ကတော့၎င်းသို့မဟုတ်အဆက်ဆက်လက်ထက်ကတော့၎င်းငါကဘုံမူးချုပ်ဖြစ်ရင်မင်းတို့ထက်မှပူကြီးတွေပူလေးတွေကြိုက်လက်တွေဖြာပုံတွေဖြစ်မှာပေါ့ရဲဘော်တွေဖြစ်မှာပေါ့အဲ့ဒီကနေတကြုံကြီးသေဆက်ဆက်ရတယ်တကွာကြီးတစ်မျိုးစီဖြစ်တဲ့အချိန်ခါမျိုးမှာကျုံရင်အဲ့ဒီလိုပြန်သိမ့်လိုက်တယ်လို့ငါတော့ထင်တယ်ဟုတ်ချင်မဟုတ်ဘူးအဲ့ဒါလေးကောင်းနေမှထည့်ကြတာဘယ်မှာအလကားမှာကျွန်တော်တွေ့တော့ဆရာဦးစံကျွန်တော်ဘယ်နဲ့တွေ့တယ်မဟုတ်ငါဘဝဖြစ်စဉ်ပြောကြတယ်မလို့ကြားရတယ်မှာဒီလက်ဝါပါလိုက်ခဲတဘောမင်းအလုပ်ရှိရဆိုဆက်ခေါ်တာရဒါပဲညသားကိုပြောတဲ့စကားအဲ့ဒါပဲအစင်းလေးမှန်မှမမှန်ရင်မင်းပြောနေတဲ့အသက်ကိုမစောင့်နိုင်ဘူးပါလေနားရလားသဘောပေါက်လားဘာလိုက်နဲ့ပတ်သက်တဲ့ကိစ္စတွေကြည့်တဲ့အခါကျပါရမီရှင်ဆိုတာကြည့်တာလောက်နိုင်သွားရှိတဲ့ပါရမီဆိုတော့လာကစားမင်းဓမ္မထိုင်ဒီနေရာမှာမင်းတာလို့ပြောတာဝိဇ္ဇာနေတဲ့သွားတာမင်းအထင်လို့ကောင်းရင်ကြိုင်းနေကြလို့ရမှာမဟုတ်ဟမ်မင်းလွယ်လွယ်လေးမှလူတွေအခုပြောနေဘယ်လိုလဲတချို့ပြောနေကြတယ်ကျွန်တော်တို့သိကြတာဦးရဲ့ရက်ပိုင်းမှရှိတယ်ထွက်တော့မယ်ငါမေးတယ်လက်ပုတ်တာထွက်မလားမေးဟမ်ဝိဇ္ဇာခလေးကစားကြမှာလို့တို့အဲ့ဒီလိုဒါလည်းမလို့သူ့ပြည့်သက်ကိုသူဆွဲတာလို့တစ်သက်လုံးမှအဲ့ဒါတော့မင်းတို့ငါဖွင့်ပြမယ်ဆိုအဲ့ဒါအဖေးယုံတယ်ကွာမှတ်တာအဲ့ဒါဘိုးတော်အေးရလေငါထင်တာငါပြောမယ်ဘိုးတော်အေးရလေဟောကငါကိုလူယုံတော်အဖြစ်ထားတယ်လို့ထင်တယ်မှတ်တာလက်ပိုက်ပန္ဒုလစေသူကြီးတွေ့ဘူးလားမဟာပန္ဒုလစေသူကြီးဝိသုံကလေမင်းတို့ကငါပြောမင်းတို့ယုံကြည်မှယုံမှာပေါ့ကွာဟုတ်လားအဲ့ဒါပန္ဒုလကွာဟောလေးကြောင်းကုန်လားဘာမှတ်တာပါကြောက်စဉ်းစားပါစစ်သူကြီးအသွင်နဲ့ရုပ်လုံးပေါ်လာရင်ဘယ်လိုလဲမင်းတို့ကမသိဘူးသိတယ်လို့ကသိတာအဲ့ဒါကခုနပြောတဲ့ဖွားတိလိုက်ရင်ငါနဲ့သွားဘုရားတက်ကြအောင်ဒီလားအိမ်မက်ထဲမှာဖွားတိလိုက်ရင်ငါပခုံးဖက်လို့တဲ့သူပြောကြတယ်တော့ဘာတော်ခဲ့လဲဟင်အဲ့ဆရာလေးငါတဲ့တလားကြီးတဲ့သူကဒါလည်းမပူဘူးလေတောင်ဖက်မုတ်ကနေသူ့ကိုပခုံးဖက်ပြီးငါထိဆောင်တက်သွားတယ်သူပြောတာနော်ပါဠိပြောတာငါကိုဆွေအောင်ကြည့်ဖင်ဘာမှမကြောက်ဘူးမလားမင်းငါဘဝင်မင်းလို့ဘလောက်ကောင်းမှတောင်းထင်တယ်မင်းဖာမငါရုပ်လုံးပြဘောမသားမှသွားပြတယ်လက်ပိုက်စပ်ဖြဲဖြဲနေငါဝိဇ္ဇာပြတဲ့စပ်ဖြဲဖြဲဖြစ်မှာအဲ့ဒါမမြင်နဲ့အဲ့ဒါအဖေကနောက်ကပြတယ်ဘယ်ပြစ်ဒါရင်ကောင်းပြီထူးထူးရရတွေ့ရင်သတိထားမင်းတို့ကိုလူသတ်ပြစ်တိုင်တဲ့စီအထိအနေရရှိလို့လာပြတယ်အလကားလာကြတာဟုတ်မှတ်တာနော်အဖေဝတ်တဲ့အင်ကြီးဘာအယောင်ကျမတို့ဒီမှာလာပြတာအိမ်မက်မဟုတ်ဘူးလူကိုယ်လည်းမရတယ်လို့လာတယ်ဒါကြောင့်မလို့ဘိုးတော်အေးစက်ကြမင်းကြောက်မယ်ငါပဲမှတ်လားနင်တို့အဖေကြီးခေါ်ရတဲ့မြတ်ခင်ကိုမေးကြည့်တယ်ငါနာမသိတယ်မင်းပါတဲ့နာမည်ခေါ်ဆိုတာငါပြောင်းရတယ်အဲ့လိုထူးခြားကြတယ်ရှိဘာမှသွားကြတာဟဲ့ကောင်နေငါတိုက်ပုံကဒီလိုရင်စည်းမဟုတ်ဘူးကွာဒီမှာကွာတယ်ငါပုံကြတယ်ချက်ချင်းပြပြမှတ်တာစင်မမှာဒူးထောင်ဆေးတာငါအကုန်လုံးရလုံးဒါအမငါဖြစ်ချင်တဲ့အဖြစ်မဟုတ်ဘူးသူဖြစ်ချင်တဲ့အဖြစ်တွေဖြစ်တယ်သေချာစင်းလားအဲ့ဒါလို့ဆက်ဆက်ကြောင့်ဖြစ်တဲ့တောင်းလေးရှိလို့ဒီလိုအပင်မခံပြီးတော့ဒီလိုလုပ်နေတာဒီတစ်ခွေပြီးရင်နောက်တစ်ခွေကူးလိုက်ရင်ငါတက်တာပေါ့ဗျအဲ့မှာငါဖြစ်စီနေတဲ့ဌာနဒီဆရာနဲ့ပတ်သက်တာဒီနေရာမှာစကားပြောနေတာဟိုဆရာနဲ့ပတ်သက်တာဟိုဆရာစကားပြောနေတာဒါအုပ်ချုပ်ဖို့စီမင်းဥပဒေအခုကတည်းကစပရိတ်အဲ့လိုကုထုံးကူရတယ်ဗမာပြည်ဒီလိုတခါလေအနေနဲ့အမျိုးမျိုးမှာပြန့်နှံ့သွားတာဝိတ်ကတော်တာပဲလို့ဆိုပြီးတော့ပြတ်စားမင်းသားလို့အတန်လွတ်နေတာမဟုတ်ဘူးဒီတိတ်ကိုတစ်ခွေရဲ့အကျိုးဟာရှင်ကျော်အိတ်သာတွေကမိတ်ခိုင်းတော်ကိုတို့ကြီးချွတ်လိုက်တယ်လို့ဖြစ်တာမှတ်တာအဲ့ဒါကိုပြောနေ
အဲ့ဒါမလို့ကြိုးစားကြပြောတယ်မှတ်တာနှစ်နှစ်နော်နှစ်နှစ်ကိုကြည့်ဟိုဘက်ဆက်နေမပြောတော့သိအဲ့ဒါလေးနဲ့မင်းတို့သိထားရမှာသစ္စာရှိတဲ့တတိအားလုံးအစဉ်ပြားတို့ပါတတိတော်တို့တတွေမင်းတို့တွေငါတို့တတွေဆယ်နှစ်ဟိုဘက်ပေါက်ပြန်မဲ့ကိစ္စတွေကိုငါတယောက်တည်းဆုံးမမှာမဟုတ်ဘူးမင်းတို့အကုန်တောင်းရှိတယ်မှတ်တာအကုန်ဆုံးမအဲ့ဒါသာသနာပြုတဲ့ gain သာသနာပြုတဲ့ gain မှာသစ္စာရှိပြီးတော့သာသနာကိုဆောက်ရှောက်သွားတယ်ဆိုတာအဲ့ဒါမင်းတို့သာသနာပြုပုဂ္ဂိုလ်ဆိုတာအဲ့ဒါပဲမင်းတို့သူတော်ကောင်းမြင်ဘူးလားသူတော်ကောင်းစားပဲဥစ္စာပိတ်ဖြူပတ်ထားတာသူတော်ကောင်းလားရောက်ပြီးဝတ်ကသူတော်ကောင်းလားတန်ကောက်တောင်ရှည်ဝတ်တာသူတော်ကောင်းလားငါပြမယ်သူတော်ကောင်းဟမ်လက်တွေနော်လက်တွေဒီမှာပုံပြမှုငါသားမြဆိုတော့သူသိတယ်ဗမာပြည်ဒီလည်းမရှိတဲ့စင်းစစ်ချုပ်သူကစင်းစစ်သူအချုပ်ဒီပြောနေအဲ့ဒါနဲ့ကရင်လေးပေါ့သူဖိုးထိုးတယ်ရှူရှဲတယ်ငါဒီတရောက်လာဖိုးရောက်တယ်စာလုံးနဲ့လှုပ်ပြီးပညာသင်ပေးတယ်တက်ကောဆိုတော့တက်ကောဟင်းတော့တောင်ဝင်ရသွားတယ်သူသွားမဲ့ကြောင်ဖုန်းကြီးတစ်ပါးအိမ်မက်ပေးအဲ့ဒီဖုန်းကြီးတစ်ပါးဒီဘက်ကတောင်ကျောင်းပြီးတော့တိုးဆိုတာတောင်ကျောင်းမြောက်ကျောင်းပေါ့တောင်ကျောင်းကဘုန်းကြီးကသူကဖုန်းကိုကကြီးမြောက်ကျောင်းကဘုန်းကြီးကသူကအားချောင်းဒီဘုန်းကြီးကသူကမနာလို့ဟိုကနေဖုန်းညံနေပြီဒီဘုန်းကြီးကိုသူ့ဒီမှာရှိတဲ့ပေးတယ်ဟိုကအောက်လားနဲ့ပေါင်းပြီးတော့ဟိုဘက်ကိုဆွဲလိုက်တယ်ပြီးတော့ဒီဘုန်းကြီးမှာဖုန်းကြီးတဲ့ဖုန်းကြီးမှာသူတော်ကောင်းဖုန်းကြီးမှာဘာခန်းနေရတယ်လဲလို့ဆိုတော့အဲ့ဒါကူထုံးမယ်မှတ်တာကျောင်းဝင်းထဲမှာလာပြီးတော့သူလာမြုပ်ထားတဲ့မိမအစိမ့်တွေရဲ့အယိုးနဲ့သင်္ကန်းနဲ့ပတ်ထားတဲ့အတွက်ဒကာတော်မတွေကမြင်လိုက်လို့ရှိရင်ဘုန်းကြီးကဟောဒီလိုကခိုင်ပါလို့ထိုင်းနေဟောမိမဟောဒီပေါ်မှာမေးတင်အဲ့ဒါမလို့စိတ်ကူးကြည့်တာဟာဘုန်းကြီးမိမလည်းအဲ့ဒီပြစ်တာကြီးဟိုမြောက်ကျောင်းရောက်ကိုတိုက်ပုံလေးမောင်ဆောင်မှတာလေဒါလေဘုန်းကြီးကကျက်ပြေကနေဖွင့်ပြီးကြီးဆိုဝင်သွားရင်ကောင်းမလေးကလည်းဇွာဆိုတော့ဟာစေစစ်တော့ဘုန်းကြီးကဘာမှမသိဘုန်းကြီးကတန်းဆောင်နေကောင်းမလေးကလည်းလိုက်ဆောင်အဲ့ဒါကမှသင်္ကန်းနဲ့ပါတာအဲ့ဒီကိုယ်တော်ရဲ့ကာမဝိပါကကြောက်တန်ခွေးလောက်ခံနေရတဲ့အချိန်ခါမှာကြောက်တကာလည်းသူ့ကိုမချင်ညိုတော့ဘူးဘုန်းကြီးကဘာဘုန်းကြီးလဲကိုယ်တော်ပညာနဲ့ဖြစ်နေဒါမှလည်းဘုန်းကြီးကသူ့ကိုသူဆင်နေတယ်ငါအကြောင်းတစ်ခုရှိလို့သာငါသူခံရတာပဲလို့ဆိုပြီးဘုန်းကြီးအောက်အင်းနေတော့ဒီကမြတ်ဟန်ကဒီကတာဝရသွားလို့ကြံခလေးတွေချုပ်တော့စင်းကြံရမှာခေါင်းနဲ့အလုပ်လုပ်ရမှာကြတော့တိုးကြောင့်ဆိုအမှန်ပါရတာကကုန်းနေနေပေါ့ဒါကြောင်းမှသွားနေမယ်ဆိုလို့သူကအဲ့ရလေရှင်နဲ့အသွားသူမသွားခင်သူကဒီနေ့ရောက်တော့မယ်ဒီညနှစ်ရက်ကနေအိမ်မပြေကိုတော့ကျောင်းကိုနှစ်ရက်ကြာရင်သူတော်ကောင်းရောက်လာလိမ့်မယ်တဲ့ကိုတော့သိကြပြီတော့အဲ့ဒါဟိုဝတ်ကျွတ်ချိန်နေတဲ့ချိန်ကမှာသူတော်ကောင်းအစ်စ်ဖြစ်တဲ့ဘုန်းကြီးကိုနောက်ကသူတော်ကောင်းမနေအဲ့ဒါမင်းတို့သူတော်ကောင်းစိတ်ငိုးလို့ပြောတာပေါ့သူတော်ကောင်းကခံရရင်တောင်းမယ်တို့ညရောက်တော့ဘုန်းကြီးကစောင့်နေတာသူတော်ကောင်းလာမယ်လို့ပြောတယ်ဆိုနှခမ်းမွေးကားနဲ့ပိတ်ချူကြီးနဲ့အသက်80 80လောက်ကိုသူကမျောတယ်သူတော်ကောင်းကြီးကိုမျောတယ်ဒီကရောက်နေတာညရောက်ဟမ်ဘုကောင်က30နှစ်လောက်ရှိသေးတယ်အရှင်ပြားတပည့်တော်ဒီကြောင်းခဏနေပြီအမကဟိုကမှတော့ဆွေးလို့ပဲဆိုတော့သူကဘလူးမမကြီးတဲ့ကြောင်းတောင်းကြီးမှာသူကတခါလေအဲ့လိုက်လောက်ဆိုင်ရလောက်လိုက်နေတော့နေရလက်စီတော့သူတော်ကောင်းမလာဘူးဘုန်းကြီးကနောက်နေ့ကျတော့လာထအိမ်မပြေတယ်ကိုတော့ရောက်နေတဲ့အဲဟုတ်တဲ့ငယ်ကသူတော်ကောင်းမယ်လို့ပြောတယ်ညဘုန်းကြီးမိုးလေးအောင်နဲ့ထားပြီးသူလက်ဖက်တွေပါဖုံးပေးပြီးတဲ့အခါမုံပန်းတွေပါနဲ့ချပြီးမသွားနှုတ်ရဲတဲ့ငယ်ထားမင်းပါလို့ဆိုတော့တတိတော်တူပဲလို့ပြောဟုတ်တတိယမင်းပါလို့တဲ့ဒီလိုပြောကတရားတက်တယ်ကွာဟာဘုန်းကြီးဟာငါတို့အမက်ထားတယ်လက်ဆက်တော့မင်းအိမ်မက်အရာဆိုတော့သူတော်ကောင်းဆိုတာငါနည်းနည်းအသက်ကြီးကြီးတွေပါဒီငါစောက်တာမင်းမဲကွာဒီလိုပြောဘူးဟိုဟိုရဲဘာကောမလို့ငါလည်းဒါတိကြပြောဆိုတို့လည်းကူးမှတိကြသိတာဟမ်သူတော်ကောင်းသူတော်ကောင်းသူတော်ကောင်းဒါလည်းဒါကဘာမှငါ့ကိုမင်းဒီကိစ္စဆိုတော့သိတယ်အာဝတိဒီလာပြောကြတယ်ကျွန်တော်အတွေးမှုနဲ့တခါဆုံးညကျွန်တော်လည်းသိတာပဲတခါစာကောင်းပြီးတော့ဘုန်းကြီးကိုစက်တွေကအခဲကိုခေါ်ပြီးတော့ဘုန်းကြီးအခါနဲ့ခေါ်ပြီးစိုင်းကန်ကြောက်အပြဆိုဘုန်းကြီးမှမရှိဘူးတော့ကျောင်းကိုသိမ့်ဆွဲတဲ့ကန်မဒီကောင်ညာရှိရဲ့ကျောင်းကြီးအကျယ်ကြီးမှာထားလိုက်ဆက်ကြဒီဘက်ချမ်းမရှိကဟိုဘက်ချမ်းမရှိကဆိုဒီဘက်မှာကတခါဒီဘက်ဒသိလိုက်တယ်ဒီဘက်မှာရှိရင်ကဟိုဘက်မှာရှိကဟိုဘက်ကမာရကာပင်လေးကကိုင်းတယ်ဟောဒီမာရကာပင်ကမရှိရင်ကတ်မာရကာပင်ရဲ့မြောက်ဖက်တောင်ဘက်ဆန်းတော့တောင်ဘက်ကြတောင်ဘက်မှာ
လေးလောက်ရှိကမကောက်နှစ်ပေလောက်ရှိကသူဖတ်သူကဘုန်းကြီးအဲ့လိုလက်ကလည်းကတော့ကပ္ပိယတယောက်ခေါ်ပြီးတော့ဗန်လင်းနဲ့တစ်ချီတူသင်္ကန်းစားနဲ့ခုနအစိမ့်ဒီမရဲ့အယုံနဲ့ပတ်အောက်လမ်းတိုက်ဆန်းကျယ်ကိုတွေ့တခါပတ်တော့နော်အဲ့ဒီဟာလည်းမြင်ရောဘုန်းကြီးကတခါလည်းအဲ့ဒါယူပြီးကပ္ပိယတဲ့ဟိုးလွတ်ရလို့တော့လွတ်လိုက်ပြီးဆမ်းမတယ်မှာကောက်ပြီးကျင်းလိုက်တယ်အချိန်ခါမှာလာပြီနော်ဒီနေရာမှာနောက်ကသူတော်ကောင်းမှရင်နောက်ကသူတော်ကောင်းချက်စားအဲ့ဒါဘောကနောက်ကနေပြီးဇက်ပေါင်းပြီးတော့အဲ့ဒီကြောက်ဘုန်းကြီးကတခြားထွက်နေတဲ့ကြောက်တကာနဲ့တကွအကုန်လုံးမြတ်ဟာရှိတော့လားအဲ့ဒီမှာအဖြစ်တက်တယ်အကုန်ပြောရမှာမြတ်ဟာနဲ့ပြန်ပြီးအစနဲ့အကုန်လှန်ပြောရမှာမြတ်ဟာမလာခင်9ရက်တပတ်လေးအကြောင်းမှကြည့်ကြည့်ထိုးတယ်လို့ပြန်ခေါင်းကြည့်ရမယ်ဟိုဘက်ကြောက်ကြောင်းကဘုန်းကြီးပြန်ငတ်တာပဲသူကအောက်လာလေးအထက်လာပြဘုန်းကြီးကသူတော်ကောင်းကဘာလို့အဲ့ဒီမှာမောင်မြတ်ဟန်ရဲ့ပြုစုစောက်ရှောက်မှုကြောင့်ဘုန်းကြီးစိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်သွားရတော့ဒါဖြင့်ဒီကိုယ်တော်ကိုကယ်ဆယ်ဖို့အတွက်သူတော်ကောင်းလာလိမ့်မယ်လို့အိမ်မက်ပေးတဲ့ဝုဖြူစင်ကြယ်တဲ့ပုဂ္ဂိုလ်ဟာကိုတော့ဒီเจ้าကိုသူတော်ကောင်းလာလိမ့်မယ်အဲ့ဒီသူတော်ကောင်းကကိုယ်တော်ကိုကယ်လိမ့်မယ်သူတော်ကောင်းလို့ပြောတော့အိမ်မက်ပေးတဲ့လူကပိတ်ဖြူညဟန်ကပင်လင်းအင်းကြီးနဲ့လုံကြီးအပြာကွက်နဲ့ဒီတော့ပိတ်ဖြူကသူတော်ကောင်းလားအပြာကွက်ကသူတော်ကောင်းကဲဒါဖြင့်အပြာကွက်အခုအိမ်မက်တဲ့အတိုင်းဆိုရင်ညဟန်သူတော်ကောင်းဆိုရတော့ညသူတော်ကောင်းဆိုရင်မင်းတို့ကောင်းနေခဏလေးစဉ်းစားရတာဘာဖြစ်လို့သူတော်ကောင်းဖြစ်သူများမကုန်းနဲ့ကြွားသားမစားနဲ့အရက်မတော့နဲ့ဆိုရယ်ရွှင်ကြော်ကိုင်းကိုယူလိုက်တာနဲ့တကယ်အဲ့ဒါကိုသူတော်ကောင်းလို့ခေါ်တယ်နင်းလားဒါဖြင့်ညဟန်နဲ့အတူတူပညာယူထားတဲ့လူတွေဟာသူတော်ကောင်းဆိုရင်မြေကြီးလက်ဝါးနဲ့ပုံမယ်လွဲပါတန်တန်လို့ရုံမှချင်းရုံမှာဗောပညာတော့သူတော်ကောင်းမယ်တွေ့လားသူတော်ကောင်းအဲ့ဒါလို့အဖေပြောတာပေါ့ပိတ်ပြီးဆိုရင်ပေကလည်းဖြစ်တော့မဟုတ်ဘူးဆိုတာအဲ့ဒါကိုအပိုင်သိထားလို့ပြောတာဘယ်အဖေကမှာပါတယ်လို့တို့ဖေကမှာပါတယ်တော်တော်ငါရှိတော့ပိတ်ပြီးနဲ့လုံတယ်လို့ပြောတာပိတ်ပြီးနဲ့ပရိရပတ်နေတယ်သောက်တော့ရှိရမှာအဖေကပြောတယ်ငါသာပိတ်ပြီးကြရမို့လေမင်းတို့တစ်သက်လုံးဘယ်လိုမှမို့လဲတပိတ်ငါပိတ်ပြီးဝင်မင်းတို့မမြင်ရတော့ဘူးပါလေမှတ်တာဟမ်မင်းတို့သားများရှိရတယ်ရှိပါရဲ့ဖေအဲ့သားများရှိတဲ့ပိတ်ပြီးကဘယ်တော့မှကောင်းကြအောင်ပါလဲဒါကပဲကောင်းတယ်နော်နောက်မှတမျိုးပြောအဲ့လိုပိတ်ဖြူဝစ်ပြီးတော့ပတိပြောင်လဲလူထိုးတဲ့နေရာမှာပတိစိတ်ရင်အဲ့ဒီကောင်လိန်တော့မယ်ကောင်းတယ်ဝေးရချောင်းတယ်အဖေပြောတာဒါငါပြောတော့အဖေပြောတာဘယ်လဲအခုပတိကိုလူကြိုက်တော့ပတိနဲ့မြားတယ်ပိတ်ဖြူလူကြိုက်တော့ပိတ်ဖြူနဲ့မြားတယ်ယောဂီလူကြိုက်တော့ယောဂီအောင်နဲ့မြားတယ်ဟင်ဘယ်အောင်ဆိုတဲ့တငယ်ဘယ်အောင်ဆိုတဲ့တငယ်ဒီဘက်နဲ့ဒီဆိုင်ပါဟိုမြင်ဘယ်အောင်ဆိုတဲ့တငယ်လေးကိုယူအောင်လုပ်ပြီးတော့မယားကိုသိမ့်မလို့ကြံတဲ့လူဟာအယောင်တစ်မျိုးပါတရားမလို့အဖေပြောနေတာဒါကြောင့်ဒီကြားထဲမှာငါလည်းပဲတယောက်လာပြီးပိတ်ဖြူဝယ်ဘာလို့လဲအာယုံခံကြည့်တာကျွန်တော်ပိတ်ဖြူဝယ်ဖို့အချိန်ကြပြီသူကဟာမင်းအောင်ကလည်းငါခေါ်နိုင်ဖို့ချိန်တိုင်းမှာထားတာလို့အရာဒီကောင်ကောင်းပါလေလို့မင်းကရပွားပိတ်ဖြူရင်ကြည့်မကောင်းဘူးပိတ်ဖြူရင်လည်းမင်းတောထဲမှာသွားနေပေါ့မဟုတ်ဘူးလေကျွန်တော်အာယုံခံနေတယ်ကျွန်တော်ကပရိစိတ်နဲ့လူများနဲ့မတူဘူးဘယ်လိုကျွန်တော်တည1000စိတ်တယ်ဟာကျန်းလိုက်တယ်ဘယ်လိုစိတ်တယ်ဒီလိုမှုတယ်လို့ငါပြောတယ်ပတိကိုကွင်းလိုက်လိုက်ပြီးဒီလိုမှုမှာ1000ပြီငါစိတ်ကြည့်တာ9ဘတ်တောင်ငါမနဲ့စိတ်ရတယ်ငါပြုံပြောလိုက်တယ်ငါတော့9ဘတ်တောင်နဲ့စိတ်ရတယ်ကွာလို့နည်းနည်းလေးကောင်းကြရင်နောက်နေ့မှစိတ်မဆိုအဲ့ဒါသွားပြစ်တယ်ရောပဲဟမ်ရှင်ကရင်ငါချောင်းနဲ့ဝင်စိတ်တယ်ဒါကြတဲ့ကိုတောင်းထားတယ်ပဲ9ဘတ်ပြည့်တယ်ကြမှာတကယ်ဒီနာလားကြိုက်ဒီနာလားကြိုက်ပြီစီဆိုတောင်းထားတယ်သိမနာလို့သိလဲနာကိုပုတ်ချေလိုက်တာပဲလို့ပြောလိုက်တယ်ဟမ်မင်းအဲ့ဒါမလုပ်နဲ့မင်းဒုက္ခရောက်လိမ့်မယ်လို့ပြောတဲ့သားနဲ့ပရိတထောင်အပြင်အားမရတော့မြေတွင်းကလဝင်အောင်လိုက်တာဒီနေ့ဒီယူနေမြေတွင်းရလည်းထွက်လာတော့ဘာလို့ဖြစ်လဲအခုနစက်ကုန်းမင်းပြက်စီတယ်ဆိုအဲ့ဒါအဖြစ်တယ်မြေတွင်းရလည်းထွက်လာတော့ပထဝီဓာတ်ကလည်းခန္ဓာကိုယ်ရဲ့ဝင်တော့ပွားစီစီနဲ့ထောက်ကြည့်လို့ပဲဘယ်လိုဖောက်ပြန်လာလဲမြေတွင်းရဝင်ထွက်လာအရက်ပေါက်ခြင်းနဲ့ဘာလဲအထက်လည်းပညာသင်ရတယ်သူအမေမဟုတ်ဘူးလေကျွန်တော်အရက်နာခိုင်းလို့မဟုတ်ဘူးလေနတ်တုတ်တာနတ်အမေသူစားဘူးတယ်လို့ပဲနတ်တုတ်တာနားအမေလားချက်တာခဲဘယ်လိုလဲနတ်တုတ်တာလို့ဟမ်
တည်းခေါ်လာတယ်မြင့်ကြည့်တဲ့ကောင်ခေါ်လာတယ်ငယ်ချင်းအဖေကြည့်လို့ကောင်းတယ်ငါပြောတာပဲပြောတဲ့ကမှတော့မတတ်နိုင်ဘူးလို့မင်းပါလို့တော့သာဟာဖေအနတ်ရကတကယ်နတ်တုတ်တာပဲနေတဲ့မောင်မင်းနတ်တုတ်တာစားဘူးလားလို့ဘာမျိုးမင်းငါကြည့်ရတာအခုမင်းသက်သာသုံးပါးမှာမင်းနှစ်ပါးထက်တယ်မင်းနတ်တုတ်တာနဲ့ဖြစ်တာလို့ဟိုမှာလားသူများမရလဲမင်းတော့ကြနတ်တုတ်တာလို့ပဲဆိုပြီးပြင်မအောင်မှာကောင်းလို့ထားခံချသမိုင်းနေရှိတယ်ကရကရလေးအဲ့ဒါမဖောက်ပြန်တယ်လို့ပြောတာငါတခုပြောလို့မှတ်တာပေါ့ဟာဟေးပတိအယမ်းမစိတ်နဲ့သိစိတ်အားကြည့်ရင်ယူရတယ်ဆိုတာမှတ်တာငါပြောတာကွာငါပြောတာငါတကားမင်းနဲ့အဲ့ဒါလက်တွေ3ယောက်စီကိုပါပဲကိုမှန်မှန်သိမိုးရင်းဆရာတော်ကြီးကပြောတရားဟောနာဘူးတယ်ဘယ်တော့ရကြတော့တပည့်တော်900တပည့်တော်1000ပရိပတ်တွေပြိုင်းနေကြတော့သိလားအေးတော်လားတဲ့ငါတပတ်တောင်မရသေးဘူးတဲ့မိုးရင်းဆရာတော်ဟုတ်ဘူးဟမ်ဒါပရိပြေကောင်းတရားအောင်ပြိုင်းနေကြတာဟိုကောင်ဘယ်တော့ရမလဲငါအရင်နှိမ့်ချအောင်ဆိုတခါချကြဘာလဲဟောမှာဒီလိုလုံးမှသူသတ်သားချလိုက်တော့တခါတည်းပြီးရောအပတ်ရညောင်းဒါမှမဟုတ်လည်းကွင်းလဲလိုက်တော့ဟမ်အဲ့ဒီလိုဖြစ်နေကြတယ်ဒါကြောင့်မဖောက်မပြောင်းမှန်ကန်တဲ့သစ္စာတရားဆိုတာခိုင်းတာပဲလို့ဟမ်အဖေပြောရတဲ့စကားနောက်တစ်ခုထပ်ပြောဦးမယ်အဖေကပြတ်ပြောတယ်ထမိန်ပုံတဲမှာနေရင်ထမိန်ပုံစကားပြောတာရောက်လာဆရာကြီးလမ်းဖတ်ထုတ်ကြလိုက်ပါဟမ်မင်းတို့ဘယ်ထဲမှာနေလကအပူတွေမပြောပါနဲ့အခုလာခဲ့ဟောတဲ့တရားလို့မင်းတို့လည်းငါနေလို့နေတာငါလည်းမင်းတို့နေလို့နေတာဘာလို့အတင်းကြတာဟန်တလုံးပန်တလုံးမောတို့ကြတော့ဟန်တလုံးပန်တလုံးနဲ့မကျွားနဲ့ဟမ်းမဆောင်နဲ့မလိမ့်နဲ့ဖြစ်တဲ့သဘာဝကိုဖွင့်ပြောရတာဟာသူတော်ကောင်းမယ်ဘယ်နဲ့တကယ်ဆိုရင်လည်းဒါနဲ့ဆက်ဆက်လို့ဆရာကြီးနည်းနည်းလေးနေမကောင်းဖြစ်တော့နော်တပည့်တွေဒီလိုတပည့်တွေကနေဆရာကြီးကခုလည်းသားတဲ့ခါကျတော့ကိုယ်တပည့်ကိုချစ်ရင်ကိုအဆက်ကွဲခဲ့တဲ့အခန်းတွေကိုပေါ်ပြောရရတယ်မှတ်တာဒါမှဆရာကောင်းဒါမှအကိုင်းကြီးပွားသိလားအခုလည်းမဟုတ်ဘူးတပည့်တွေကကိုကားဖြစ်လို့ခုလာဆိုဆရာဟောက်လိုက်တာသိလားမင်းတို့တော်လျှော်တဲ့ကောင်လဲကိုလျှော်တော့ဖွေးလို့အဲ့ဒါဒီလိုမလုပ်နဲ့မရိုက်ဘူးကြိုက်ဘူးငါဟောဒီလိုလောက်ခဲ့လို့အဆက်ကွဲခဲ့တဲ့မင်းတို့သတိထားဆိုရင်နောက်ထပ်မင်းတို့ကွဲဦးမလားချက်ဒီလိုလုပ်ပါအဲ့ဒီလိုပြောရင်မင်းတို့ငါမုန်းလားမင်းတို့ဆရာအဲ့လိုပြောရင်မင်းတို့ဆရာမင်းတို့ဖေးတော်မုန်းအခုလည်းမဟုတ်ဘူးအမြင်မပေါ်လို့ဆရာတယောက်လူဘူးနဲ့တွေ့ပုံနဲ့ငါပြောပြရမယ်နော်တို့ပြရတယ်ပဲဒီပါတပည့်တွေကလာကူရောသိကူတဲ့ခါကျဟိုကမိမသူကလူဘူးကဆရာကျော်ကိုကြည့်လိုက်တယ်သားအဲ့တော့မိမဟိုလူပုံကျဲတယ်နဲ့ကြောက်မှရှင်တဲ့ခါကျပါလေမင်းကဆရာလားကွာအမလူဘာမှဘူးတာမဟုတ်ဘူးသူ့အကြောင်းရှိလို့သူသက်ကလုံးကိုဘခိုင်မိမလို့ကွာမရကြရကြည့်တော့နောက်ယူတဲ့မိမကသူ့လည်းကြည့်တယ်ကောသူကငါသက်သက်ရိုက်တာပဲသူငါသူ့နိုင်အောင်တော့ငါကြောက်ပါလို့ဆိုနတ်ကောင်နဲ့ပေါင်းပြီးတော့ကရမင်းလေးနဲ့လက်ထပ်တယ်ဆိုပြီးလှုပ်ထားရောတော့ဘာခိုင်ကကားနဲ့ဆောင်ဆက်ထားတာဟုတ်ပါငယ်ကြီးတော့ဘာခိုင်ကရိုက်လို့လည်းထားတော့မင်းဟဲ့ဆိုဒါနဲ့သူလှုပ်တော့ဘာခိုင်ရဖြစ်ကိုအဲ့ဒါဘာမင်းလေးကမဟုတ်မိမထားအဲ့လိုဟိုကတပည့်လာဘာဘယ်လိုလူမှတ်လို့လဲဟမ်ဖေးသွားကြတာလို့တော့ဟိုတပည့်ဟုတ်ကဲ့ဘာလို့လူမှတ်ဆိုတော့ကမ္မကလည်းဆရာကြီးကိုပြေးတာဆရာပါပြဟာဆရာပြကြတော့မဆရာဘယ်လိုလာငါလိုက်မယ်လိုက်တာဆရာလိုက်လာတရားမိမကြည့်လိုက်တယ်ဒါသူတို့ဆရာနဲ့တူတယ်ဆိုတော့ဆရာကြောကြည့်တယ်ဆရာနှခိုးသိလားဆရာကမုံလုံးလူရဲကြည့်တာပေါ့သူကဖုံးကသူကခတ်မင်းသူတို့ပိုင်းလို့ဆရာခေါ်လာသလားကွာဆိုမိမထားသမိန်တွေကတူတူတွေကောက်ဝဲမင်းတို့ဒီမှာကြောက်ငါဟိုမဟုတ်ဆရာနေတဲ့ကျွန်တော်တို့သွားမယ်အဲ့ဒီမှာဆရာနေတဲ့ဘယ်နဲ့ဖြစ်အဲ့ကဲဒါပြန်အတူသွားကြမယ်ဆိုတော့အဲ့ဒါရှက်ဖို့ကောင်းလိုက်တရုတ်ဥဝိုင်းယူတော့ပေးရတယ်ဥဝိုင်းယူကပေးတော့ဥဝိုင်းဘာဖြစ်လာလဲလာတုတ်လိုက်မယ်ဆိုဟိုလူကဆိုလေ
ဘူးကျင်တာဘူးသူကထော်မဲ့လူကလာပုံကတစ်သေးတယ်သူလာတော့ဒီအကြီးကငါထော်မဲ့ဟာကြီးရဲ့သူကစားလေဟဲ့အောက်ဆင်းလိုက်စမ်းလို့ဆိုတော့အောက်ဆင်းအသာလေးအောက်ဆင်းအောက်လေးရောက်တော့နောက်ကိုဘယ်တော့မှမပူးနဲ့နော်နေ့အကြောင်းငါသိတယ်ပြောက်ကြောက်ပြောတယ်ကလာဝတိ6000ထောင်းနိုင်တာဆိုဘိုးတော်ဟန်ဆောင်ပြီးတော့လက်နဲ့မှုထားတယ်ကလာဝတိနောက်ပူးရင်နောက်ကိုပူးလို့ရှိရင်အဲ့ဒီကလာဝနဲ့ကခတ်တယ်လဲဆိုတော့ကမိမအကောင်းတယ်အဲ့ဒါအဝံသွားမှပွဲဖြစ်လို့ငွေလေးတရတယ်သူတို့ပွဲဖြစ်လို့မရဘူးအဲ့ဒါလူဘူးကိုပွဲဖြစ်ပြီးတော့23လဆိုင်မှာစားရတာကုန်းအဝံတယောက်တည်းဆက်ချက်ဘူးလောက်စားပလိုက်မှန်တာအဲ့ဒီကုတုံးလေးကြည့်တယ်ကရည်ကြလေးတကယ်မိမခဏခဏယောက်ျားတဲ့တူတူပဲဒီလိုအမျိုးနဲ့လှည့်ပတ်တတ်တဲ့မိမအသိဌာနမင်းတို့သူ့ဘကိုသူဘိုးဘိုးအောင်လုပ်တတ်တယ်အဲ့ဒါနဲ့ဆက်စားငါတခုပြောမိမတယောက်30နဲ့နှစ်ရှိပြီလင်းနဲ့ကွဲနေတာ3လရှိဘယ်လိုနည်းနဲ့ကွဲတော့မသိဘူးခလေးတယောက်ငါနဲ့တွေ့ကြအောင်ငါပြောမှခုလည်းသူပေါ့တက်ဒီလိုကအမျိုးကြီးတွေဒါဘုရားရှိတယ်နာမင်းတို့လည်းမှတ်တာဆရာဟောမင်းရချုပ်ရင်ပြောရတယ်ပဲခုံတယ်နော်ထိုင်နဲ့ခုံတယ်မှတ်တာကလေးဆောင်းဆိုးတယ်ကလေးနော်အဲ့လိုမင်းရကလည်းချုပ်နေတယ်လင်းလေးကလည်းကိုယ်နေတော့စိတ်ထဲမှာမချမ်းမသာဖြစ်ပြီးတော့တန်ရုပ်တစ်ဖုံဖောက်ပြန်ပြီးသူကဘာတွေလောက်လာလဲဆိုတော့38မင်းပူလာသူစိတ်ကအဲ့လိုဆော့ပူလာအခုတော့ငါပြောတာပူနေတဲ့အိမ်ကိုသူကတက်လာပြီးတော့သူကသူ့တဲ့ညက်တဲ့လူတွေကိုသူကသူ့ကိုသူနတ်တော်အောင်ဆောင်ပြီးသူကညာပြီးစားတယ်သူကဒီလိုဘာဖြစ်တာဆိုတော့နတ်ယူတွေပေါ်မှာငါမကြီးလဲပါတယ်အဲ့ဟိုကခုံနေတာခုံတာကိုသူကအိမ်တွဲဆိုလို့ရှိရင်သူတို့ကဖခင်ကြီးဆိုရက်တယ်သူတို့လာတယ်ကအဲ့ဟိုကဘာမှမယူသေးရက်ခါတယ်ခင်ဗျာလည်းဘာလို့ယူလဲသူကငါကစားတယ်ဆရာကျမကိုကြည့်တယ်မှာလေပါကြည့်ရမယ်အကားညိုလည်းမျက်လုံးမျက်တောင်ကောင်းတဲ့သပင်းရှည်တယ်ငါလျှောက်ပြောဟုတ်ဆရာလည်းဒါမဟုတ်လေကျမ38မင်းပူတယ်တဲ့ဩနောက်တော့လို့ပါလားဟာဆိုရင်ကြီးဟာနာဘောလို့ကြိုက်ဆိုကြီးဘလို့ရင်ခေါ်တယ်ကျမအိမ်တွဲရင်ခေါ်ရမှာခေါ်တော့အိမ်တွဲဟဲ့ဆိုပြီးခုံတာတကယ်နတ်ပဲအဲ့ဒါမှငါမေးရသွားပြီးဖခင်ကြီးသမီးကိုဆောက်ဆောင်သွားလို့ငါသိတယ်မြက်ကွင်းညိုးနေတယ်လက္ခဏာမြက်ကွင်းညိုးနေတဲ့ဒီမိမမေးရချုပ်နေပြီနောက်အသားရင်หนีကြမ်းကြမ်းဖြစ်နေသူအသွင်ပြင်ကိုကြည့်တဲ့ခါကျတော့ပုံလေးရတယ်နဲ့ကြွသူလုတ်တင်နေလုတ်တာကိုဘာမှနားမလဲတဲ့မိမတွေကသူ့ကိုဝိုင်းမြောက်ပြီးတော့သူကပုံနေတာသူ့ကိုတော့ပဲခိုင်းပြန်နှိမ့်တဲ့ပုံမှတ်တာအဲ့လိုလူမျိုးတို့နှိမ့်ရတယ်ပညာနဲ့ဒီလိုနှိမ့်တယ်လို့မရရင်တာသွားတယ်သူ့ရင်ဝင်ပူးပြီးတော့ဟာငါဘယ်ဝင်ကမှမသိဘူးချတာကိုချတာပဲဒီလိုလုပ်ပြအဲ့ဒါမှဟေးကဲအိမ်နဲ့သူနောက်တယောက်ရင်ကတော့ဟေးသူမောနောက်တယောက်ဘယ်လိုဟေးနောက်တယောက်ဆိုမောနှိမ့်တယ်ဘယောကတကယ်ဝင်ပူးတနေ့လုံးပူးနေမမောအောင်သူမောလာပြီမတတ်နိုင်ဘူးကိုက်အကောင်ကြီးပဲ့တယ်ကျုပ်ရှုပါလေဆိုဗဒါဝိဇ္ဇာကွာလေဗဒါဝိဇ္ဇာအလိုရှိအကြွဗျာထွက်သွားပြန်နောက်ကဲနောက်တယောက်ဆိုတော့နောက်ပစိတ္တဝါနဲ့တမန်ခွေပြီးတော့ဒုနဲ့ချောင်းတုံနဲ့ဆိုတော့လုတ်ဘာလို့လဲဟေးလို့ဆိုရင်ငါကျဲပြီးထုတ်လိုက်ထောက်လက်လိုက်ပါတယ်နော်မိမဘာမှပြောမှမသိဘူးဘိုးအောင်များဖြစ်မလားမသိဘူးဆိုအေးပေါ့ကွာတပည့်ရတယ်မင်းမသိဘူးလားငါဘိုးအောင်လားငါမေးတယ်ဘိုးအောင်ဘယ်မှာနေတယ်လို့ဆိုပုတ်ပါမှာလေအေးကောင်းပေါ့ကွာလို့ဘိုးအောင်ပုတ်ပါမှာနေဘိုးနဲ့မတွေ့ရတဲ့ကြာပြီလို့လည်းတော့ငါတစ်ချီတဲ့ချောက်တော့စဉ်းစားကြည့်ပရိယေနဲ့သုံးကြည့်ဟဲ့ခဲရန်ဒီနဲ့စားကြည့်ပြီးသားဘိုးဆိုတော့သမารီပါလိကျွမ်းနေမှာပေါ့ဆိုကျွမ်းနေတာပေါ့မင်းမသိဘူးလားတဲ့သူကငါ့ကိုသူကအမငါ့ကိုသူကနင်းလိုက်တာသူကနင်းကွဆရာကသူကခူတော့ပြီးတော့လိမ်မိမအဲ့ဒါမှခဲရန်နဲ့ဆက်ပြီးဘိုးရောက်တဲ့အတွက်သမารီနဲ့ချင်းနေခဲ့ပါဆိုထိုးပြီးမိမဘာရေးတာမလဲကွာလူဘူးရုပ်တာဒီကြောင့်သူမအားဘူးလို့ဘာလဲလုံးနေတော့ဒီကကျေရီးကဖြုတ်ပြီးလိုက်ခါလာအင်းနဲ့အနာကပ်ပြီးတော့သပင်ဖန်ဆွဲပြီးဘာလို့ဆိုတော့ထွက်သွားပြီဆရာလေသူကနေရထွက်တယ်ပြောတယ်ငါမလွတ်ဖက်နဲ့ပါရရင်ဘယ်လိုနာမလဲလို့ကြည့်ထားလို့ငါလို့ပေါ့အဲ့ဒီမှာကဖခင်ကြီးဆိုတဲ့မိမကြီးခင်းကြည့်တာသူတို့အဟုတ်မလို့အဟုတ်မဘူးလည်းမလို့နင့်နာကိုကြည့်တာလို့ဘယ်လိုဆရာမှတယ်လို့နင့်ကသားသမီးလို့အောင်းမလို့ပြောတာလို့နင့်လက္ခဏာမှန်ပြောမေးရထုတ်တာဘယ်လိုပြောသုံးလိုက်ယူသားနဲ့ဘာအောင်မလဲလို့စိတ်စားဆဲနေနေလို့သွားဒီတော့ကပိန်းတော့ရှိတယ်မှာမကိုက်ဘူးမေးရရှိစားလို့တိရစ္ဆာန်မ
လောက်ကညာမှာဘာအောင်မလဲအဲ့လိုပြောလိုက်တော့မှအဲ့ဒီဆိုပြုတ်ပြီးနောက်နေ့ပဲလို့လာအောင်တော့တို့ရင်ရှိကြတယ်ပဲပြုတ်ဆိုငါ့အိမ်မှာလည်းပြီးတော့လက်တာပဲလို့နောက်ပဲတော့မလားအဲ့အမျိုးမင်းတို့တွေ့လို့မနှူးရင်မင်းတို့ခါရပြီ तू ကမင်းတို့ဆရာလုပ်သွားမှာဆရာကြီးအဲ့လိုဆရာလုပ်တဲ့အတွက်တို့အဖေတပည့်ဦးစင်းတပါဘိုးတော်မပြောဘူးကွာဟဲ့လားကဲကြပြောငါကဲအခုငါတို့ပြန်ကံပါမယ်ကံပါသည်ဦးစင်းကပြောရကူတော့ပြောကဘောမကျွမ်းကျင်တော့မနိုင်ဘူးငါမကျွမ်းကျင်လည်းငါမနိုင်ဘူးဘလူးဖြစ်မကျွမ်းကျင်မနိုင်ဘူးဆိုတာဖြစ်တယ်အမမနိုင်တာမဟုတ်ဘူးမကျွမ်းကျင်လို့ဟောဖြစ်လာကအိမ်တိုင်းမြေတိုင်းသဲမဆာမပက်မရမြေတိုင်းရှိရင်သဲမပက်ပြတ်ပါမှာအိမ်တိုင်းရှိရင်ဆာမပက်ပြတ်ပါမလားဘာဖြစ်လို့ပြတ်ဒါမျိုးအကြောင်းရှာပါလားကဲအိမ်တိုင်းကွာအိမ်တိုင်းရှိရင်ကောက်တော့ဟာအိမ်တိုင်းရှိရင်ကကန်သဲမဆာမပက်နောက်ကရှိရင်ကကန်ဟမ်အဲ့ဒီအိမ်ကိုနေခဲ့ကြတော့မူရောက်3ကောင်လာတယ်နည်းညနေကြအဲ့ဒီမူရောက်3ကောင်လာရင်တအိမ်လုံးတက်တဲ့လူချက်ငိုတဲ့လူကိုဖြစ်ပေါ့အဲ့ဒီဆွဲသွားတယ်ကွာတူတူရတော့သူကုနေတာ3လရှိမပြောက်ငါလာခေါ်တယ်6ပါးရီလာခေါ်ငါလိုက်တော့အဲ့တော့ကိုကြတာအခြေအနေရှိတို့ကဒီနေ့ဒီဝတ္တရားမြတ်ထားတယ်မင်းတို့လည်းအဲ့ဒါထားဖုံးကြည့်တယ်ကိုတော့ဘာလို့လဲသူဆိုလည်းကကိုတော့မှားကုန်ဒါပေမဲ့ကိုတော့လိုက်ကိုကြတာကိုတော့ဒီလိုသိတင်မိမယ်ဆိုတော့ဒီဥစဉ်စမရေးသိလာတာသူတို့သူ့ကိုသားလေးချိန်ခံလိုက်ပြီးတော့ကဲအရှင်ပြပြီးတော့အားသာပြီးတော့ကုညီမဲ့ဆိုတော့သူ့ကိုသားလေးငါကပ်ပြီးတော့ဖမ်းပြီးတော့ချုပ်ချက်ပြီးတော့တဲမဆာမပက်ကြည့်ဒီလိုပဲမပြောက်တော့စဉ်းစားသိကြနော်ဟောမင်းတို့အထဲကနေပြီးတော့ဆာမပက်နေနော်ပရိတ်ကျိုးကစက်မိန်နာကနေပတ်ထားတဲ့အိမ်အပြင်ထွက်လို့မရဘူးအဲ့ဒါလိုစဉ်းစားနေတဲ့အခါမှာမျက်စိထဲမှာအမြင်လေးတစ်ခုလိုမျက်စိထဲမှာပေါ်လာအဲ့ဒါပြေကျိုးပဲသဘောအဲ့ကောင်အပြင်မှာပြေကျိုးပတ်ထားတယ်လို့ပြောတယ်အဲ့ဒီကျိုးဖြတ်ပဲချတယ်မရှိတော့သဘောပေါက်လားနော်အဲ့ဒီကျိုးပတ်တာကတမျိုးဒါကကရိယာလို့ဘုရားဖြစ်ထည့်ပြောရတာဒီအိမ်မှာပြေကျိုးမရှိဘူးပါရှိနေသိတယ်ဘုန်းကြီးဒီမှာပေးသွားလို့အဲ့ဒီလိုအစွဲတွေမဖြစ်ရအောင်ပထမတော့သိအောင်ဖြစ်တာနောက်တော့ဒီလိုအရှင်းမှမဖြစ်ရအောင်ဆိုတော့ဘလူးရုံနဲ့ခြားထားတဲ့အင်း၄ခုအင်းခြားထားတဲ့စက်ကူ၄ခုဘောင်နဲ့ကပ်ပြီးတော့တောင်၄တောင်မှပိတ်ထားရအဲ့ဒီ၄ယောက်ခံအဲ့ဒါအဆောင်ကအစွဲဆက်ဆန်းမတွေ့နောက်တော့မှတညအိမ်ပြန်စဉ်းစားတယ်ဘာကြံပါလိမ့်မလဲဆမ်းမပယ်ဘာဖြစ်လို့မကုန်အောင်လဲစဉ်းစားဟောညလည်းကြတော့အိမ်မှာဖျားမီးပူဇော်နေတယ်ဒီအကြောင်းကြီးဖျားကြီးတိုင်တယ်မဲတော့တိုင်တဲ့အခါကျညကျတော့အိမ်မက်လူပြင်ရအဲ့ဒီအိမ်ရဲ့တောင်၄တောင်မှမီးတွေဝင်းတောက်မီးတွေနမိတ်ကြမနဲ့လည်းကြောက်စဉ်းစားတယ်ဒီအိမ်အပေါ်တောင်၄တောင်မှတခုရှိရမယ်ဆိုတော့ကားရက်ဒါလိုက်ပြန်လေးဘိန်းနဲ့တစ်ချီတဲ့ဟိုရောက်ဟိုကြကြည့်တောင်ဖမ်းကြည့်တယ်နင်းနေဟာတွေ့ကိုမြတ်မောင်လာအောင်ပြဒါတွေခဏပေးရတာဘုန်းကြီးတို့ကအကုန်ချလိုက်တာအကုန်ချလိုက်တယ်ဘာမှစမ်းစရာမရှိဘူးပြီးပြီးတော့လွန်ရမှာမသိတာ3လကြာသိလားအဲ့ဒါကိုမကြံမဲနဲ့ဥနာဘာလို့လဲမှာမပြောဆိုကြတယ်အဖေသားပါအဖေသားဆိုတော့လည်းတွေ့ဘောမတတ်ဘူးဘာလို့နှုတ်လုံးနဲ့ကောင်းလဲအဲ့ဒါတော့ပါလက်ကလေးတရားမရှိဘူးဟောပါဒီမှာအဖားနိုင်တဲ့အဲ့ဒီမှာတူဥနာနတ်ကြောခေါ်သွားပြီးတော့အသိကောင်းခေါ်တယ်တတ်ထွက်ပြန်ပြီငါကြီးအသိကောင်းတူတယ်ရင်ကောင်းတော့ရှိတယ်တွင်3တွင်တူတယ်လူကကြားတယ်ဘယ်မှာမရှိပဲတူကျင်တော့ငါလားတော့ဆရာရဲ့နတ်ကြောကပြောတာနဲ့ကိုတော်ကပြောလို့တူရရတယ်လက်တွေလည်းပေါက်ကုန်ကြည့်ပါဦးဆိုတော့ငါအသာလေးပြန်ထင်းအမျိုးလို့ရှိတယ်ဒါတွေကကဲပြန်ဖို့ငါပရိယေဆင်ရတယ်ဘယ်နှခုသားလဲခင်ဗျာပါညာသုံးနာပေါ်နေကလေးပါလေးထောင်ပေါ်တက်ပြီးတော့ဟိုအားကြောင်းတက်ပြီးတော့တခါတည်းမဟုတ်ဒီလိုမဟုတ်ဘယ်ညာဟုတ်လို့နေလည်းဥနာမျက်စိမိတ်သူကလည်းကျိန်းတာပဲဗျာအဲ့ဒီမှာပြန်ပြီးအဆောက်သူ့ကိစ္စကိုမလဲလို့ပြဒါပေမဲ့သူမနိုင်လို့ငါ့ကိုခေါ်သွားရင်ဒီနားမှာရှိတဲ့ပေါင်းညာသူ့ကိုတော့အလကားလူအောက်ပြီးတော့အဲ့ဒါလေးရတာကကိုကဖန်ဆွဲရတယ်အဲ့ဒါမင်းတို့ကျင့်ရမယ်မင်းကုလို့မပြောင်းရင်မင်းကလူလည်းမလုပ်ပါနဲ့မင်းကုလို့မပြောင်းရင်မင်းကလူလည်းမလုပ်ပါနဲ့ထုံးကြည့်ခြင်းအဲ့လိုလုပ်ရတယ်ဒီကောင်လေးလည်းကကျွန်တော်ပြောတယ်ဘာလို့ဆရာဥဒ္ဒညတပည့်မှာခင်ဗျာဒီကောင်လေးဘာနာလဲကျွန်တော်ကသိတယ်မလုပ်နိုင်နော်အဲ့ဒါကုလည်းပဲကိုကျိုးခွင့်တယ်အဲ့ဒီတော့မှအဲ့ဒီအစွဲကိုဒီ
အင်းလေးချက်ကိုဖြုတ်ချလိုက်ပြီးတဲ့အချိန်ခါမှာတော်တော်ကောင်းသွားပြီးတဲ့နောက်မှာငါနောက်ထပ်ဆက်ပြည့်ကိုကုထုံးဆိုအဲ့လိုပြောရတယ်ဟမ်ဘိုးလာတဲ့ငါနဲ့ဆိုတော့ငါမတော်ဘူးလားလူတော်ကြီးဆက်ပြည့်ကိုငါပြောပြလားဒီတော့သိက်ကလည်းဟိုကြောင်းကြောင်းကျင်ကျင်မရှိရသေးဘူးမှာဒါကကြီးစဉ်းစားကြောက်တာခလေးမလေးပြောပါစာတော်ကြီးတော့စာမတော်တဲ့ကလေးမလေးကနေသူ့အပင်းသွင်းတာဒီမှာဤကွေးသွင်းတာတရုတ်ဤကွေးဒီလိုအဲ့တော့စဉ်းစားအဲ့ဒါကိုစဉ်းစားကြည့်နောက်ဒီကလေးမလေးကအပင်းချနဲ့ချပြီးတော့ပြီးတော့တော်တော်ကြောက်တယ်နောက်ဆိုအဆမတတ်နိုင်ဘူးဖြစ်အဆမတတ်နိုင်ဆိုဘယ်သမလဲကွာအဲ့ဒီအိမ်မှာရှိတဲ့ထိတ်ဆောင်အိမ်တော်ဦးစီးဖြစ်တဲ့အပြိုကြီးတိုင်လုံးကြောင်းအမွေအတွက်စကားပြောထားတဲ့ဒီမိမတွေချမ်းသာခြင်းကမွေးသားတဲ့သမီးကသူ့ကိုအမွေခွဲမပေးတော့သူကတစ်ဖက်တစ်လမ်းကနေအောက်လမ်းနဲ့တိုက်ထားတဲ့အတိုက်ကတည်းကညှပ်ပြီးကျန်တယ်ဆက်တည့်ကြမပြေတယ်မသိတန်းလို့မရဒါပေမဲ့လုံးလဲခြားလည်းလုံးလဲခြားလည်းဖြစ်နေတော့အချိန်ကမှဘာအစားပြီးအစားထွက်လာတယ်လို့ဆိုတော့သူကအားလုံးစမ်းလိုက်ရင်တယောက်စီစမ်းပြောတာမရှိဘူးဒီအိမ်မှာပြောရကြတဲ့ကာရတုကံနောက်တော့အဲ့ဒီချိန်ကမှငါဘာမေ့လို့ခံရတယ်လဲလို့ဆိုတော့ဒါမင်းတို့ရှင်းရှင်းပြောပြဒါမှမဟုတ်ပြင်မကပြောတာရှီယာကောင်းတဲ့နတ်တင်လိုက်ကြတယ်ရှီယာကောက်တဲ့ကြောက်ဆရာကောင်းတဲ့နတ်တင်လိုက်နတ်တင်တယ်ဆိုတာသိရမလားအမျိုးသမီးတွေရဲ့သမိတ်မထူအောင်ကွာလားလို့သမီးတို့ဒါမကြီးတို့လည်းဆရာမတွေအဲ့ဒါကြီးတို့မှတ်ထားမှာအဲ့ဒါကြီးတို့နော်မပက်ဆက်နဲ့စမ်းပြီလို့ပြောမှာကြီးတို့ကိုမနာတဲ့ခါလုံးကြီးတွေဟိုဖြစ်ပြီးမဖြစ်နဲ့တော့အဲ့ဒါကြီးတို့ရန်သူကနေဖမ်းကောက်ပြီးတော့အဲ့ဒါစစ်ပြီးတော့ကိုမျိုးရင်ရဲ့နှာခေါင်းအဲ့ဒီဟာနဲ့စီတခါတိုက်ချလိုက်ဟိုကောင်ဘာလို့လာလို့မသိဘူးဆိုတိုက်တဲ့ကောင်မလို့ဘူးထမင်းရှင်ကိုချအဲ့ဒါကိုမနာတဲ့တိုက်ခေါ်အဲ့ဒါမှဒီကနေ့ရင်းနဲ့ဆေးရတယ်အဲ့ဒီမှာဟိုကောင်များအမွန်းလေးတောက်သွားတာအဲ့ဒါဟိုမှာကလေးသူဘယ်လိုဖြစ်နေမသိဘူးဘာနာနေဖြစ်ဘယ်လိုဖြစ်နေမလဲတော့ဟိုကဟိုမီးကိုပွင့်တော့မှာအဲ့မှာအဲ့ဒါလေးဖြက်ပြီးဆရာတော်ဖြတ်ချလိုက်တယ်မှာကွင်းလုံးမျိုးကြောက်ဒါအိမ်လုံးပညာတတ်တာဒီတိုင်လုံးအရင်းနဲ့ပါလာကြတယ်နော်အဲ့လိုကူအဲ့လိုစိတ်ရှိရတယ်အဲ့လိုကူဒါမှကူထုံအဲ့ဒါလေးတွေကိုဖောပြတော့မှာကူထုံအောက်လန်းဆရာရဲ့တိုက်ပုံမင်းတို့မကြားဘူးလားငါပြောပြခုမှသွားတရိယာမိမကြီးလည်းရှိတယ်ဒါမှပြောရမှာပဲဆရာအောင်လို့ပြောထားပြီဟောလို့စာဆိုင်နာဝတ်ပြီးတော့လေအဝတ်စားအပြည့်ဝတ်ပြီးတော့သူ30လားပါလားညာသေးလားရှိပါလားအဲ့ဒီမှာဒီပေါ်မှာအထယ်ကောင်းတွေတင်ပြီးတော့ရောင်းနေတဲ့အချိန်ခါမင်းလောက်ပဲရှိသေးတယ်အဲ့ဒီကောင်ဖယားနေပြီးစစ်ခလဲလို့ချက်လန့်ပြီးကြောက်ပါရဲ့အိမ်သားလည်းပြေးကြည့်တော့ဟောပြောရမှာပဲပင်ဝမှာငါများချစ်တယ်အောက်ကတန်းလာတယ်အစဘယ်လာတယ်လဲအောက်လမ်းထက်မြက်ပုံတော့တွေ့လားကဲအဲ့ဒီအဝမှာငါများဆိတ်နေတာမင်းဘယ်လိုလုပ်ပြီးပြင်ချသူ့ကိုတိုက်ကြတွေ့လားကာယဝရိယလိုလေအဲ့ဒါလည်းသူပဲပုဂ္ဂိုလ်တော်ပဲသူစပြီးဓာကြီးတန်းတန်းပဲလို့မဟုတ်ကောင်းလဲဒီဟာကြီးပင်မဒီဟာဆိတ်နေတာနော်လွယ်လွယ်လေးမဟုတ်ဘူးအဲ့ဒါပြောင်းလာကုမဲ့ဆရာလာရင်မျက်နှာခါကနာမအေးနမနဲ့ဆဲမကိုင်းတဲ့ဘာလို့ဖြစ်နေဘလူးလိုပဲဖြစ်နေအော်လောင်းဝင်အဆက်ခွဲတော့အဲ့ဒါလူလာရင်ခင်းကြီးကုန်းကုန်းပြတယ်မင်းလောက်ကြပါဘူးကျွန်တော်မှတို့ပဲအဲ့လိုဖြစ်ကောင်းလေးအဲ့ဒါနဲ့သူတင်ရဆဲလောက်မပြတ်တော့ငါလိုက်တော့ငါကြည့်နေသူဟိုဆရာကျွန်တော်တို့ကပါဗျာကြည့်လို့ပါဆိုအခန်းထဲဝင်သွားကြည့်တယ်တင်းညုံဟိုလူကလာဆိုးလိုက်ဒီလူကလာဆိုးတယ်သူမင်းမရီယာနာငိုးလို့တင်းညုံနေတော့ပြန်လာချောသေးဘောကမင်းအကနုလေးနေပြောပါဒီစားပြီးကောက်ဆိုင်တယ်ပြောကတည်းပြီးအပင်းလည်းရှိပြောပါလေအပင်းရှိပါလို့အပင်းကြလိုက်ဘောကပြီးအောင်အပင်းကြရင်ငါများကြပါမလားဘယ်ကြချိန်နေမကြရင်ဒါနောက်လို့အပင်းကြရတယ်ပြီးရလဲကြောက်အဲ့ဒီအပင်းကြတယ်မနေ့ကငါ့နားကနေကပြောတာရွှေကျော်အမြင်ကြားမရဘူးဆိုတာဘယ်လိုကပြောလဲကွာငါပြောတယ်မလားအမြင်ကြားမရဘူးမှန်တော့မှာပြခဲ့မယ်ဒီလိုပြောတာမဆိုလို့ပိတ်ထားတာမှတ်တာတို့ရွှေကျော်မြင်မိလို့ရှိရင်လေဘယ်တော့မှမဟုတ်မှတာအဖေရှင်ကပြောတာလေမှတ်တာငါလားတဲ့နတ်ဆက်30ဘလူးဆက်90အောက်လန်းဆက်နဲ့မြင်တာလေတဲ့နှစ်မျိုးရှိတယ်မှန်တယ်တော့မှားသေးတယ်မှားတယ်မှန်တယ်ဒီလိုရှိတယ်တို့ရွှေကျော်မြင်ပြီဆိုရင်အမှန်တတိကြတယ်ဒါကမဟုတ်ပါမှတ်တာအကြဟောနာနာကပြောတာငါနာကပြောတာဒါရှစ်ခါသွားတယ်ကျိတ်မကြဘူးလို့ပြောတာဟ
မနေ့မိုးလင်းဟာတတ်တဲ့ရှစ်ခါသွားနေငါသွားဟာတော့စမ်းကြည့်တယ်မင်းညာအတက်သွားတဲ့ရှစ်ခါမလို့ဟုတ်တယ်လန့်သွားတယ်ကောင်အကြမ်းမြင်ရတယ်လို့ဒါရမင်းကြိတ်မကြဘူးဟုတ်တယ်ကြိတ်မကြဘူးကြိတ်ကတော့ကြောက်အောင်ဒီနေ့ချမှာပေါ့ကွာဒီငါစဉ်းစားနေဒီကြိတ်ကြီးကဘယ်လိုလုပ်ရမလဲစဉ်းစားဝင်လာတဲ့တိုင်းဘာဝင်လာဟဲ့မင်းတို့ဒီဆရာဝန်ရှိလားဟာရှိတယ်ဘာလို့လဲတော့ဘာကဟိုကောင်လာတော့ကြာကကြီးတွေကိုရှိတယ်ပါလိပေါ့ကွာလာပြီးချာကိုယ်သွားငါနမကန်ဆိုဟဲ့အောင်ဆိုဒီမှာကဲကိုကငါပါဒီဘောအုတ်ထားငါရှိဟိုကောင်လို့မရဘူးထားကန်လားဒီမှာငါအသားလေးညအောင်လာသားမယ်ဘာအောင်မယ်ဆိုတော့ကိုယ်ကိုရိုက်ပြီးပေါင်မတင်ထားတာတခါလေးဒီမှာဟိုးဆိုဖြစ်နေဟိုကောင်အသားလေးကြိတ်ကန်နေတာထောက်ဆိုကကျင်းတော့ဆွတ်ချွတ်တယ်ကျွတ်ဆိုအဲ့ဒီငမြလဲကျွတ်ပြန်ဆန်းတယ်ဘာမှမရှိဘူးဘယ်လဲအဲ့ဒါမတူဘူးမတွေ့လိုက်ရင်ဒီလိုပဲကြာရမယ်စဉ်းစားလေနောက်ပြီးတော့ရင်ဒီဟာကိုတိုက်ကြမှာကျင်ကြီးကဒါကိုတိုက်ကြမှာဘယ်လိုလုပ်ကြအဲ့ဒါအဲ့တလောက်အောင်လန်းတက်နေတယ်နော်အောင်လန်းဆရာနောက်တစ်ခုပြောမှာအောင်လန်းဆရာနည်းနည်းပေါ့အောင်လန်းပညာဆိုတာအထလန်းဆရာကိုလေအသာလေးကြည့်လိုက်လို့သိပညာထက်ပြီးတိုင်အောင်အနိုင်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာခတ်နာနဲ့လုပ်ရင်တော့မင်းတို့ပြရအောင်အောင်လန်းဆရာအောင်လန်းဆရာရဲ့ထက်မြက်ပုံစူးကြပုံဘယ်လောက်ထိအောင်မြင်လဲလို့ဆိုတော့မင်းတို့ကိုမှပုံနကစေအာရာပါစေထိုးတာဆိုတော့ဒါတဲ့မြင့်နဲ့နတ်ဆိုတာသိမရှိတော့ဟုတ်တယ်မလားအဲ့ဒီပုံနကအာရာဝကကိုထဲကောင်မင်းဖဲလိုက်စမ်းအဲ့တိုင်မှာမင်းကငါချုပ်တာလို့ဆိုရင်ကိုင်းနေအောင်လားသွားအောင်လားအထင်မသေးနဲ့သိလားနောက်ဟောရွှေတွေကမချစ်နဲ့ဝန်တော့တယောက်နဲ့တို့စီနာယုံတယုံတောခုံဆိုတော့တောထဲမှာရောက်နေတယ်အမျိုးသမီးတယောက်နဲ့တောထဲနေညားကြတော့အဲ့ဒီအမျိုးသမီးတယောက်အနာပေါက်နေတာနှစ်နှစ်ရှိပြီမပြောက်ငါသွားခုတဲ့ခါကျတော့ဟဲ့မူလပြန်လို့ပြောလိုက်တယ်တွေ့လာတယ်မူလမေးဟဲ့မလုံနဲ့မူလပြန်စောလုံငါစိတ်ကတူတယ်ဗကဲစောလုံနေကိုမူလကိုပြန်တော့ရောက်စမ်းပူစမ်းဘာတော်လေးဝင်လာတယ်ဆိုတော့တွေ့လာတယ်ကျွေးငါတွေ့တယ်ဧကနာတော့ဘကိုးတက်လိုက်မယ်လို့ဆိုတော့ तू ကကောင်းခါတယ်မဟုတ်ဘူးလေဘကိုးတိုင်းမဟုတ်ရင်ဘာလဲဘာလို့ပြောဆိုတော့ဒါလည်းကြတယ်ဘိုးမဟုတ်ဘူးလားဒီဆိုဘာလဲကျွေးပြနေပါလေလို့ဒါနဲ့သံတကြည့်ရှုအနေပြီးလှုပ်ပြီးနောက်နေ့ကျတော့ငါချိန်လိုက်တယ်ကောင်းပြီငါချုပ်ထားတယ်နဲ့ဘာမှပူမဆိုအိမ်ကြအကြမ်းယူတာယူလဲယူရောနောက်နေ့လည်းကြောက်ဒီကျွေးဟာဘကိုးမဟုတ်လို့ရှိရင်ပါလဲဆိုတာငါသိကျင်တယ်စိတ်ထဲကနေသိကျင်တဲ့ဇောနဲ့နေပြီးတော့သူ့ကိုဖမ်းချုပ်ပြီးတော့မျက်စိခါလိုက်ရကောင်းမလားအဲ့ဒါကြံလေတော့တိုင်းဆိုမင်းလေးဝင်လာဝင်လာမင်းလေးဝင်လာဘာပြောလဲမင်းလေးဆရာပိတ်တော့ဟမ်မင်းလေးကပြောကြပိတ်တော့ခါတော့ဘာဖမ်းပိတ်တယ်အောင်လားအဲ့ကောင်မပြောနဲ့ပိတ်တဲ့အခါမှာမင်းလေးရေလို့မသိဘဲနဲ့ဒီစကားကိုပိတ်ပင်တားရတဲ့လူတွေမှန်လားမင်းလိုဘူးဆိုမိတဲ့ကောက်ပြတယ်မင်းလေးဟဲ့ဆိုထားပြောကြဆိုတော့ဆရာကျုပ်တို့ကိုချုပ်ထားတဲ့ရွာသူကမင်းလေးကိုချုပ်တာတွေ့လားမင်းတို့ရွာသူနော်သုံးမချုပ်ထားတယ်အဲ့ဒီမှာကျုပ်တို့ခန်းနေရတယ်ဗျခမည်းကျုပ်တို့ဘာညာပြောနေဟဲ့ဖဲကန်းกว่าလို့ဆိုတော့ဒီမှာဆွဲနေကောက်ခေါ်တယ်မချစ်ဝင်လာပြီးတော့အမလေးဆရာရဲ့ဆိုရင်ထုဝင်လာတယ်ပြောစားကိုကိစ္စကိုပြောဆိုအဲ့မှာဝန်တော့ဆိုတဲ့လူကအယုံကြည်မရှိဘူးအဲ့ဒီဝန်တော့ကိုသူပြောတော့မောင်လေးအမရှစ်ခိုးပါလေမင်းကငါတောင်းပါပါလေဆိုပြီးအဲ့ဒါမှတောင်းပါတော့စလုံးကငါမကွဲခင်မချစ်လဲဆိုအဲ့ဒီဝန်တော့ကနေပြီးတခါကွဲတဲ့ထားပေါင်းလို့အဲ့ဒါမှဟဲ့လူခမည်းဒီလိုလုပ်နေခမည်းမယုံဆိုတော့ဒီလိုလုပ်ပါလေဆိုအဲ့ဒါမှသတ်ထုတ်ကိုတေးသေးချာချာစစ်လိုက်တဲ့ခါကျတော့မင်းလေးရဲ့ကိုမင်းကျော်ရဲ့မင်းလေးကောင်းမှမင်းလေးစိတ်ထူတာဒီမင်းမကောင်းမှမင်းလေးစိတ်ထူတာခြေတော့နာလို့မထနိုင်တော့ထမိန်ကောင်းอ่ะဆိုတော့မင်းလေးဒုက္ခမရအောင်ငါ့ကိုထမိန်နေတယ်လို့ကျုပ်ကိုထမိန်နေတယ်အပေါ်မှာသူတို့မင်းရှောင်းနေအောင်လုပ်ပြလိုက်ပါလားလို့မရှောင်းနေလို့ဆိုတာပဲဆိုပြောမကြိုင်ဟန်တာလေးဖြစ်အဲ့တော့မင်းကြီးတော့မင်းလေးနဲ့ဦးမင်းကျော်ကိုဖယ်ပြီးတော့ဒီအစွဲကိုရုံလုံးပြန်ပေါ်လာအောင်ကွာတော့ပြောရပါမယ်ငါချိန်ပြောနေတာအဲ့ဒီလိုတို့ရခလည်းပေါ်ရောက်စမ်းဆိုပြီးမချစ်ကိုခေါ်လိုက်တဲ့အချိန်တယောက်တည်းတော့ဖြစ်တယ်အဲ့ဒီမှာအင်းဆိုဖြစ်တယ်အင်းဆိုမှောက်တယ်ဖြစ်တယ်ထုံလို့ပါတော့မလေးဆရာရဲ့လုပ်ပါဦးမင်းလေးကနောက်ကဖနောင်းတော့ကိုမင်းကျော်ကပါရိုက်တယ်ဖြစ်တာပဲသဘောပေါက်လားဟောလို့ခံရရတယ်မင်းကျော်တို့အထက်လမ်းနဲ့တို့ဖြတ်ချိုက်တဲ့ချိန်ခါမှာနေရဟဲ့တို့နှိမ့်သက်တော့ဆိုဝင်ချကာကောင်းလို့မသိရမယ်မနေ့တာယူပါ
ကြာနော်သူတို့ချင်းချင်းမြင်းအောင်ပြမယ်မလို့နိုင်ကျဲတော့လည်းကျဲတာရဲ့သူတို့ကဒိုးဘက်ကိုကတ်တာရွာလူကအောင်လမ်းဘက်ကိုကတ်တာအဲ့ဒါဂရုနှစ်ခုတိုက်တာပဲတိုက်ပွဲပဲကိုစီကလက်နဲ့ကောင်းကောင်းထုတ်ပြီး G3 တို့ G4 တို့ကြည့်လို့ကို G3 ကုန်းပို့တာမပြစ်တိုင်ဓာတ်နဲ့ဝင်ထိုးရမယ်အောင်လားကိုမှအာနာရှိရကနဲ့မသုံးတိုင်ဟောဆော်သွားလိမ့်မယ်အဲ့ဒါနဲ့မချေပြောက်ပွဲဆိုတော့မင်းလေးကမပြောက်ခင်မင်းလေးကဘာပြောလဲမင်းလေးပြောတာဆရာကျုပ်တို့မှာတာဝန်ရှိရတယ်ဟာအဲ့ဒီမှာသာလုံးပေါ့လားကျုပ်တို့မှာတာဝန်ရှိတယ်ဆရာရဲ့ဒီမိမနှစ်ကြာပြီနော်မလျှောက်နေတာနေ့စဉ်ကကိုခုံမနာစီးပြီးဆရာကိုလက်ဖက်ရည်တိုက်နိုင်အောင်ကျွန်တော်တို့ဝယ်ခိုင်းရမယ်တာဝန်ရှိတယ်ဆိုအဲ့ဒီမလှုပ်နိုင်တဲ့အနာကိုလောလောင်းနဲ့ခုတ်ချတော့သူ့လက်နဲ့ကြောင်ခုတ်ချလက်ပါကြတော့ခုံမနာစီးပြီးလက်ဖက်ထုတ်တယ်မင်းကျော်ကထုတ်အနာကိုငါဟုတ်ကလားအောင်မယ်လက်ပါကြတော့ထားလျှောက်တော့မှာအကောင်ပဲထားလဲကြောက်ငါလဲလေတုံးမိုးတုံးနဲ့ခေါ်ကက်ပြီးတော့တခါတည်းလောက်ချရာတွေလှုပ်ပြီးတော့ပြတ်သွားပွဲဆိုတော့၄ရက်နေ့ကြောက်လဲတော့အိမ်ကြတော့စောစောကငါပြောခဲ့တယ်လို့ခေါင်းထဲမှာရှိနေတယ်ပြန်ဖြစ်နေတယ်ထင်တယ်လို့ထင်တယ်ပြန်သွားတယ်ပြန်ဖြစ်နေတော့မှငါနေမအောင်တဲ့ခေါ်ရဆောင်ပါလိမ့်မထနိုင်ဘူးထားရအောင်ရှောက်ခဲ့သားဆိုပြီးဒေါသနဲ့အဲ့လိုခေါ်တာထော်နင်းနဲ့ရှောက်တာတိုင်းနာငါသစ္စာရေးတိုက်ထားတဲ့မိချစ်ရောက်စားရဲ့ဆိုသုံးခဲကနဲ့ဝင်လာတာအမလေးဆရာရဲ့ကျွန်မရှင်းပြပါဦးမဆရာရဲ့အမလေးကျွန်မအမလေးကျွန်မဆောက်ကမြင်းမဆိုခုနဝင်တော့ပေါက်တဲ့ကြီးကွေးကြီးငါကြိုင်ပေါက်လို့ဗျာရှင်းပါတော့မဟုတ်ဆရာရဲ့ကျွန်မဆောကဟိုကျွန်မပြောပြတယ်ဆိုတော့ပြောတော့တလိမ့်ဆာမဆရာတပည့်ကြီးခေါ်လိုက်ပါဟိုလိုနောက်ခေါ်ဒါခေါ်အခုမေးပါလေဆရာကျွန်မကိုသစ္စာရေးတိုက်တာမဂရိကတော့သစ္စာရေးတဲ့နာမည်တိုင်လုံးလိုက်လို့မရဘူးလင်းလဲကောင်မတော့ဘူးဥပဒေလည်းမရှိဘူးဒီအိမ်မှာတယောက်ဖြစ်ရင်ဒီလူတက်ပဲတော့တယ်နောက်လူမတော့ဘူးတို့ကအတင်းကြခိုင်းလို့သူတို့တောက်ကြတော့မှာကျမကိုဆရာကနောက်ထပ်မလုပ်ရဘူးဆိုပြီးသစ္စာရေးတိုက်တာကျမသစ္စာမပေါ့ဘူးလေဆရာသူတို့မေးပါတယ်ကျမထွက်သွားရင်ဒီကောင်မနဲ့ဒီကောင်မေးပါတယ်လင်မယားနဲ့မျက်နှာချင်းဆိုင်မိတာနဲ့တစ်ချက်တည်းလေအဲ့ဒါဟိုဖေးစိတ်နာလာနဲ့သမင်းဆိုင်လည်းမျက်နှာချင်းဆိုင်တလဲစီဆဲတယ်တဲ့အဲ့ရထဲမှာလည်းတယောက်မျက်ခွက်တယောက်ကြည့်ပြီးဆဲတယ်တဲ့ရေချိုးနေလဲကျမကိုဆဲတယ်ကျမမခံနိုင်ဘူးတဲ့ဒါလည်းကျမပြန်လုပ်တာပြီးတော့သူတို့ကနောက်ထပ်ကျမကိုဖေးနဲ့မတုတ်အောင်ဆရာတက်ဆိုင်တက်ပြီးပါတယ်သူတို့လာတော့ဆရာကြီးအဲ့ဒီမှာဒါဟုတ်တော့လည်းခဏဆဲတောင်းဆဲခဏစားတေးလုံးလဲထားဆဲတော်ကြဆဲခုဆဲခဏဆဲခံမလားကြလို့ခင်ဗျာငါလည်းနည်းနည်းချင်းတော့သူမယုံလားအဲ့ဒီမှာခဏတက်ဆိုင်တစ်ခွက်ကိုင်းဆိုပြီးအဲ့ဒီမှာတက်ဆိုင်တက်တော့တက်ဆိုင်တိုက်တော့နောက်ကိုမဆဲပါဘူးဆဲမိခဲ့သည်ရှိတော့ဒီနာပြန်ဖြစ်ပါသေးတယ်ငါဆော်ထဲတယ်အဲ့ဒီမှာငါလည်းအဲ့ဒီမှာကတ်တာပြန်ဖြစ်တော့သူလည်းမဆဲဘူးနောက်တော့ရည်စရာပဲနောက်တော့ဒီရက်တော့တယ်မဆဲအမှန်လည်းဆဲတယ်စရာဒီမိမကြီးကသူတို့ကျွေးမှုခဲ့တယ်မိမကြီးစီဝေကြတာရေတပိတ်သားတယောက်90သားစီဝေတော့အဲ့ဒီသုံးမကြီးကနေ30သားခိုးဝဲပြီဆိုတော့ရှင်သူကြီးဖြစ်ပြီးတော့ဘာလို့ရမလဲအဲ့လိုပြောတာကိုဆက်နဲ့9တစ်တာနဲ့ကြာစာဟင်းအပင်းထဲဒါပဲသဘောကအဲ့တော့မင်းလေးစေးထိုးတော့ဟိုကရှောက်ကြီးကမရှောက်နဲ့တော့ထမင်းကြီးတို့ဆွတ်ကြတော့မင်းလေးကတကယ်တော့မင်းလေးပါအဲ့ဒီအောက်လမ်းစက်တင်ပြီးချုပ်နေတာဖြစ်နေဒါမှမဟုတ်မင်းတို့မင်းလေးစေးထိုးရတဲ့ကောင်လေးအာရောက်ကဘိုးကဖြစ်ရတယ်ကောင်လေးအောက်လမ်းဆရာနဲ့တွေ့ရင်မင်းတို့ပါအဲ့ဒီအကောင်တွေကမင်းတို့ကိုပြန်ချတာမနေဘူးကို့အဖေသေလို့ဘရဲဖြစ်နေအဲ့ဒီကို့အဖေကပင်လင်ကိုသမီးကိုပြန်ချတယ်ကိုသားကိုပြန်ချတယ်အဲ့ဒါအောက်လမ်းဆက်ကတော့မလုံရင်ဖင်မင်းနေမယ်ပေါ့ကွာဒီလိုခိုင်းတာဆက်ရုပ်လိုပဲအဲ့တော့တို့ကသူတို့ကအချုပ်အဖျက်အဲ့ဒါကြွညင်ထားလို့ရှိရင်ဆဲကူးတဲ့နေရာမှာပြင်းစရာကြီးအောင်ဖြစ်သွားတယ်မှတ်တာချုပ်တင်တာကိုချုပ်ဖြတ်တင်တာကိုဖြတ်ရွာကိုချုပ်တင်ရွာချုပ်အောင်နယ်ကိုချုပ်တင်နယ်ချုပ်အောင်မြို့ကိုချုပ်တင်မြို့ချုပ်အောင်အိမ်ကိုချုပ်တင်အိမ်ချုပ်အောင်ကိုင်းခဲနဲ့ပေါက်တယ်ကြိုက်ကလေးမှတစ်ခါလာဟင်းသလားကောင်မလေးနဲ့ဟင်းသလားကောင်လေးနဲ့ညားကြရောညားကြတော့ကောင်မလေးဘက်ကကောင်းလေးကိုသဘောမတူတော့ခွဲလိုက်ကောခွဲတော့ကောင်းလေးရဲ့ဦးလေးကအောက်လန်းဆရာငါတူအဲ့ဒါနေမှာကွာဒီကောင်မလေးဘယ်မှထားလို့မရအောင်ငါလုံးမဆိုပြီးကောင်မလေးရှိတဲ့အိမ်ခဲကြီးဆိုပေါက်တယ်ကဲတက်ပေါက်တော့ဟိုကနေမြစ်ချရင်တော့မရဘူးဆိုပြီးဒီကြက်ကလာလာတော့ကြက်ကလာအိမ်သူရှိတဲ့အိမ်ခိုင်းတဘုံချတယ်ဒီဘက်ကတကရုဒီဘက်ကတကရုကဲပေါက်တယ်လိုက်ရှာတာဒီဘက်အုပ်စုကထွက်လာတာဟိုဘက်အုပ်စုကထွက်လာအချင်းချင်းစကားများကောင်းလို့မရကြဘူးရှာတဲ့လူချင်းတိုက်ပေးတာအဲ့ဒီမှာငါတူတက်ကလာတော့အေဝါတဲ့ဒီလိုဒီကောင်ပညာမသိဘူးကငါလက်ဝါးကြီးရိုက်ပေးတယ်ကဲခဏသုံးနေစီဘာလို့အောင်လဲမင်းကဲပေါအောင်ဆောင် तू ကကဲပေါလို့ဟေးငါ6လိုက်တယ်လားပြောပေါက်တယ်များကဲငါအကုန်6လိုက်တယ်ပြောတော့ तू အဲ့မှာတတ်ပြီးတော့ရှိတယ်ဟိုကလည်းစောင့်နေတဲ့ဟိုကကဲရ
တိုင်းဆိုတော့ကြောက်ရေစင်ပြေးထွက်တော့ကြဟဲ့အပြင်အခဲတွေကအကုန်ချုပ်လိုက်မပေါက်တော့ဟာခင်ဗျားဆိုကြဟာမေးဟုတ်တာပဲသူကလည်းလေဆရာပဲကဘာရမလဲဒီလိုလုပ်နေတော့ရှိသေးတယ်ဒီကောင်မလေးလူစိတ်မရှိဘူးမသိလို့သူတို့မသိလို့ဖြုတ်ဆိုအပြင်ထွက်ပြီးသေးပေါက်ချအောင်ဆောင်ပြီးတော့ပြောင်ပြောင်ဝန်းပြောမယ်ကဲ6လုံးသားလေးဟိုကကတ်တာကောင်မလေးသိမဟုတ်ဘူးအဲ့ဒါခြေထောင်လေးကနေဟောဆိုပက်လက်ကနေပြီးတော့ကဲတလုံးစီပြင်တယ်တိုင်းနဲ့အပြင်ကမေးထုတ်တယ်မလားအထဲကပေါက်တယ်မင်းမတတ်နဲ့တွေ့လားအဲ့ဒါအတွင်းဆက်အပြင်ဆက်အကုန်ပြတ်သေးလို့ဖြတ်ရအထဲကလည်းပေါက်တော့ခုနလေသလုံးမိုးသလုံးလို့ဟာလူတော့ဘယ်လိုဖြစ်လဲတက်ကြည့်တော့မကောင်းဘူးဒီကောင်ညာရှိတယ်အသားလေးသူစောက်ကြည့်တော့ကဲကခြေထောင်လေးကထွက်လာမှလည်းဒီကခြေထောင်ကိုဘာရမလဲကွာဆိုခြေထောင်ကိုဝုန်းဆိုဆွဲခွင့်တာအထဲကပြင်ကချုပ်တယ်ဆိုတော့မပြောက်တယ်ဒါဆက်ဆက်မိသွားတာနော်ဘုံနကတိုက်တို့ဘာလို့ဒီတိုင်းမှာသိလိုက်ပါလားမယ်ပြီးဘာလုပ်နေကြလို့လဲဟေးအကုန်ငါသိလိုက်အိမ်ရောမြေရောငါသိကြတယ်အတွင်းဆက်ပြင်ဆက်အကုန်ပြတ်သားဆိုဘယ်ရလာခဲ့တာတော့လော်လေးလောက်တယ်ဒါပဲဟုတ်တယ်မလားအဲ့လိုကိုထုံးကူဘက်ကိုအဲ့ဒီလိုနားလေသွားရင်မင်းအိမ်မောကိုနင်းတိုက်တာနဲ့အဲ့ဒီယောဂပြောင်းနေဟိုကကောင်ကသိတာဒီလူတို့လှည့်လို့မရဘူးဆိုလျှော့လိုက်တာအနာမခံတော့အဲ့ဒါနဲ့မကြည့်တော့ဒါမှကိုကသူတွေကိုယ်ချကျင်သေးတယ်ဆိုလို့ရှိရင်မဖြတ်နဲ့တက်သွားဆက်ဖြတ်ရင်သတိထားသိရင်သတိထားအဖေရှိကအဖေတပည့်တရားမျက်မှန်ကြီးအသက်60လောက်ရှိမြို့သိရတယ်နေသိရတယ်ဆိုတဲ့အကြောင်းသိတော့သူကကြောက်မန္တလေးဆေးဥစွာအမျိုးစီသွားတဲ့ခါကျမန္တလေးမြို့ကိုယထာအဝင်နေဝင်လိုက်တယ်ဟာမန္တလေးတော့ရောက်လာစိတ်လာပြီဗျမန္တလေးတော့ရောက်လာပြီငါအခုငါဆရာဖြစ်နေပြီငါအထက်လန်းဆရာမသိရင်တော့ငါ့ကိုတော့ဆုံးမတရားများစောက်ကျုံးနဲ့ခြားများချရင်တော့ဒုက္ခပဲလို့သူလောစီတွေးနေနေကြောက်လာကြောက်တော့သူကဘယ်လိုချုပ်လိုက်လဲ6ပုံကြည့်နော်ဟေးမန္တလေးတမျိုးလုံးအကုန်ငါချုပ်လိုက်ချုပ်လိုက်တော့သူကသွားတာပေါ့ယောဂရှိရင်ကုမပေါ့ချုပ်တော့ဟိုကတခါတည်းသက်ဆိုင်ရာနတ်တွေပါအလိုတခါတည်းချုပ်နေတာဖြစ်နေချုပ်တဲ့နတ်တွေဒီဘယ်လိုလဲဟိုကောင်တို့ဆိုတာဘယ်လိုဖြစ်လဲမသိဘူးကွာဒီကောင်ဘယ်လိုမှမသိဘူးတို့သူမတရားချုပ်တာပဲယောဂတွေရှိတာတွေမပြနဲ့ပိတ်လိုက်နားကြတယ်ဟာချိုးလို့ကြည့်တဲ့လူတရားမှမတွေ့ဘူးမကောင်းတဲ့လူတွေထားထိုင်ကောင်းတယ်ကောအကောင်ဟောလက်ပိတ်တယ်ကောပေကောပြန်စရာဈေးမရှိတော့ဘာလို့လိုမျိုးဆန္ဒကြလည်းရောက်ပြီးပြန်လာဒီလည်းရောက်တော့ဘေးကျွန်တော်ဘယ်တော့မှသွားကူတာတော်တော်ဖြစ်တယ်လေမရဘူးနေမမင်းဘယ်လိုတာအကျွန်တော်အဲ့လိုတားရတယ်ဘာမတော်လို့တားရတားအေးကောင်းတယ်ငါ့မင်းငါတခုပြောပါကွာမင်းကမင်းနေတယ်ငါအပြန်နေပြီးကျိုးကုန်းနဲ့မင်းလည်းပဲပေါက်ဆိုဟဲ့တော့မထားနဲ့ဆိုရင်မင်းငါ့ကိုဘယ်လိုပြောလဲဒါလည်းဟုတ်တာအေးနောက်ကအဲ့ဒါလိုမန္တလေးတစ်မျိုးလုံးမချုံနဲ့နောက်ကိုချုပ်ရင်စက်ကြလာပါချုပ်သွားတယ်အဲ့ဒါမိမပါဆံပြုတ်တော့ပါမယ်မထားအဲ့ကိုချုပ်ပုံမဟုတ်တာဟမ်ဟောတော်ရဲဝင်ရင်ဥစ္စာတော့ဆက်ရှိတယ်ဖြတ်လိုက်ကြောင်စရဘလို့မှမယုံနဲ့ကိုယ်အိမ်တော်ကိုဖြတ်ပြန်ထပ်ပြန်မှတ်တယ်ဒီလိုရှိတယ်အဲ့မိနေဆိုတာဥမာတော်သွားလိုက်ပြီတော်တယ်မှာဝင်လိုက်ပြီတော်တယ်ညံတော့ပါငါထပ်တယ်ဒီတိုင်းပဲငါ့ကိုအန်တရပြုတ်မဲ့အောက်လန်းဆက်တွေအားလုံးပြတ်စီပြီးတော့မိစ္ဆာအောက်လန်းမတရားချုပ်နှောင်ထားတဲ့ဝိမိုင်လည်းပဲတောပိုင်တောင်းပိုင်အစရှိတဲ့ရွာတော်ရှင်မြို့တော်ရှင်တွေအားလုံးလွတ်စေကျွတ်စေကျုပ်ပြုတဲ့မြတ်သစ္စာကုသိုလ်အမြတ်ကျုပ်ပြောကကုသိုလ်လာတာပဲနဲ့မှတရားစီတရားပို့ပြီးတာဝင်လာလို့ကျွတ်သွားပြီးကြက်သွားပြီးမလေးစောက်ရှင်ကိုမြတ်ခင်လာအောင်တက်သွားတယ်စောစောပိုင်းအထုတ်မိတယ်အဲဒီလိုသူတို့ကလည်းတူနာကတ်တာသူတို့အောက်လန်းကြောက်ရမှာဒီလိုဒါပေမဲ့တခုရှိတယ်မင်းတို့ချွန်းချင်အဖေမှားတဲ့တကဖြစ်တယ်နတ်မှန်တယ်ဗျနော်ဟောတယ်လို့မင်းတို့ဘက်ကိုလှည့်နေရင်မိတ်ဆွေဖြစ်တယ်လို့ကြောခိုင်းရင်ရန်သူပဲမှတ်တာဘယ်လိုမှမယုံနဲ့လိုက်ချင်းလိုက်ရင်ဟောလိုက်တာပဲစားတော့ကျူးတာမဟုတ်ပဲဟဲ့လေဒီလိုပါဥမာတို့အာနာကြောက်ငါရာထူးရကန်ကြီးလို့ဟောကနေပြီးတော့အဆောက်အအုံထားတော့ငါလေတလုံးမိုးတလုံးလောက်နေဒီကောင်နေငါအဆက်တယ်လားစောက်နေဘာစောက်ပြဆိုင်ရမလဲဆိုတော့ဟိုကောင်ရအောင်မင်းစောက်ပြဆိုင်ပါအေးမင်းတို့ရဲဘော်မနေအောင်လေကြောက်ငွေ20သွားစားကြပါကြဆိုတော့အရက်နဲ့လဲပြီးတောင်းယူသွားလိမ့်မယ်သဘောပေါက်လားသူတို့ကအဲ့ဒါလို့ရှင်တာသူကရေးတော့မတိုက်ဘူးဒါမှမသိကြတယ်နော်ကိုခိုင်းဖို့မဟုတ်ရင်ဟောစောင့်နေလူကဘေးကအစောလက်ပိုက်ပြီးတော့ဟဲ့ကတ်တာမကတ်ဘူးပါဇက်ကဘာလုပ်နေလဲဆိုင်ရနေလိုက်ပါဘာလို့စကတ်မင်းမခိုင်းမလို့အဲ့လိုဟိုသောတော်ပြောတဲ့ကိုကခိုင်းတယ်ပေါ့တစ်ဖက်နင်းဆင်းတယ်နောက်တစ်ဖက်နင်းလေးဘက်လုံးတက်နင်းခုံစားလို့ဆိုတော့လှုပ်လာအောင်ဟဲ့ဒါနဲ့ထိုးလိုက်တာမလှုပ်ဘူးနောက်တစ်ချောင်းဆိုင်လိုက်တာမအောင်မချင်းထိုးဒုတ်ပိုင်ရကောင်းကိုတစ်ချက်ပြီးတစ်ချက်ရိုက်လှမ်းဘေးထိုးဆိုတော့ဒီကောင်ဖျောင်းမှာ
အဲ့တော့ကောင်းမှလည်းပဲကျုံးတက်ဆွဲရောကြောက်ပါပြီပြန်လာမှသူကအောက်လန်းလေကိုယ်ကအထုနှုတ်ဆက်သွားတယ်ပြန်လိုက်ပါအောင်မယ်ဆရာကျန်းကြီးရဲ့ငေါ့တော့အဲ့ဒါကြောင့်ရွှေကျော်ဂိုင်းကပယောကအစ်စ်သာမှန်ရင်မတက်ချင်နေပါကုထုံးကနားမလဲချင်နေပါနောက်ပိုင်းမင်းတို့နားရပါလိမ့်မယ်ဆွဲကောင်းစံဟောနံပါတ်1သတ္တိရှိရင်ပျောက်ပြီးသားအတွက်တော့မလွတ်တတ်ချင်နေလွတ်တတ်တို့သတ္တိနဲ့တက်လာအဲ့ဒါမှတချို့ကလူသာတတ်ရဲဖရဲကြတော့ကြောက်တယ်ကွာဒါတပည့်နဲခဲတော့ငါကဇွန်းတဲ့မှာဥစ္စာဆောင်အစွဲတစ်ခုမှငါမသိနေဘူးမင်းတို့ကိုလုံးနေကြတာဆိုတော့တစ်ခုမှမပေါ့ဥစ္စာဆောင်ဆိုပိုင်ငါဖြတ်မယ်ဒီလိုခဲဥစ္စာဆောင်ဆိုကိုအဖေပြောတာလည်းမှတ်တာဥစ္စာဆောင်ဆိုရလုတ်တိုင်ငါသားရေတစ်ခွက်တိုက်တက်ပေါ်တယ်မလုတ်တိုင်လဲလိမ့်မယ်အစွဲမှာဥစ္စာဆောင်တော့အကူကြီးပေါ်တာမရှိဘူးဟမ်လင်းတက်လက်တက်သူတို့ကတောင်စစ်တွေမတူအဲ့ဒါဟဲ့မလားစပယ်မနာမို့လေစောက်တယ်မှာပါတော့ဟမ်ဟဲ့မလားပြန်နေဒီကနာမို့လားပါလားစောက်တယ်မပါဘူးအဲ့ဒါအဖေရဲ့လက်တွေကူထုတ်ဟဲ့မလားပြန်နေဒီကနာမို့လေအစင်းလိုက်ပါနာမွေပန်းနာမွေးတယ်နဲ့ဆက်တာဥစ္စာဆိုပြရမှာဥစ္စာတော့လည်းမှန်ကဲ့ဒါခေါ်လို့ဟမ်မှတ်တာဒီဥစ္စာတော့ကုတဲ့သဘောကိုတော့မင်းတို့ဆရာကြီးပဲဖြစ်တဲ့ကြောင့်အသေးစိတ်ပြောနေရအချိန်ကုန်မရှိဘူးဟောဥစ္စာဆောင်ဇွဲဟာလေတချို့ဆရာတွေဥစ္စာဆောင်နိုင်တယ်ဆိုပြီးတော့ဒိုကိုင်းတွေကတို့အဖေတွေပဲလေပိုက်သွားတူတယ်ကွာသေသေးလို့သိမှမလားမဆိုင်ဘူးလားသားမလားဥစ္စာဆောင်ကလူသားကိုနှိမ့်ဆက်ထားရင်ဘယ်ဥစ္စာဆောင်မျိုးမဆိုဘူးလေဓာတုမတရားလားပိုက်ဆံနဲ့ပေါင်းတော့သွားမလို့လည်းဒုက္ခများတော့တခြားကဲနေနေပါနာမိုးတယ်ဆိုတာငါဥစ္စာကောင်မဲလို့ဆိုရသာနာမိနေဟောသူ့အကြောင်းကိုဘာကြောင့်နေစီပန်းနာမိုးတာကိုဥစ္စာစောင်းလို့ငါယူဆရတယ်လို့ဆိုတော့သူ့အမေနဲ့ငါနဲ့ဆွေးရတဲ့ခါမှာဆရာရဲ့တနေ့ကိုပြား30တောင်နေစီပန်းကြီးတပွက်ဝယ်ပေးရတယ်သူကအဲ့ဒီနေစီပန်းကြီးကိုကိုင်းပြီးတော့ရှူးနေရလို့ရှိရင်တခါတည်းသူကပိန်းစားလို့ပဲတခါတည်းငြိမ်းအလားယူနေအဲ့ဒါလို့ငါအဲ့ဒီနေစီပန်းကိုအကြောင်းပြုပြီးတော့ဒီကလေးမတွေကဥစ္စာတော်ဆိုဖြစ်ရမယ်ဆိုတော့ဥစ္စာတော်ဆိုတွေးပြီးနော်ဒါနဲ့ဇပယ်ဥစ္စာတော်နဲ့နှင်းစီဥစ္စာတော်ဖြစ်မှာပေါ့ဟုတ်လားမရငါလည်းတွေ့နော်ဇပယ်ဥစ္စာတော်ကလေဟဲ့ဆိုရင်တုံးတယ်မှတ်တာနှင်းစီဥစ္စာတော်ကလေပြီးတော့ငါအသေးစိတ်ပြောနှင်းစီဥစ္စာတော်ကလေမင်းရှိမှဟာလေပြီးတော့ငါအသေးစိတ်ပြောနေဒီဥစ္စာတော့လေမင်းရှိမှထိုင်းနေတာကိုငေါ့ကလေးထိုင်ထားတော့မင်းချုပ်တာအဲ့ဒါပြည့်ဇပယ်နဲ့ဇပယ်ဥစ္စာဆောင်တဲ့နှင်းစီဥစ္စာဆောင်ကအဆင့်မြင့်တယ်မလက်တိုင်အဲ့တော့ခွေးလေးဝင်ပြီးရကြတော့အဲ့ဒီမှာငါပြောတော့သူကဘယ်တော့အခါမှဒီဇပယ်ဥစ္စာဆောင်လို့အကောင်းဖြစ်တဲ့ခါမှာကြည်လည်းမရှိဘူးဇက်ကျူပြီးငိုင်းမိုင်းပြီးတော့ဟဲ့ဆိုနှစ်ခုလည်းရှင်မဘာပြောဆိုတော့ဇက်ကျူလည်းအဲ့ဒီလိုလားလက္ခဏာမှတ်တာနဲ့ဘယ်ကဖြစ်ဆရာနဲ့တွေ့တဲ့ညာအဲ့လိုကြီးအဲ့ဒါတနည်းအားဖြင့်ဆရာကိုနှောက်ဆက်တာအကူကြီးတွေများနှောက်ဆက်တာအဲ့ဒီလိုနှင်းစီဥစ္စာဆောင်မျိုးကနော်ဟောဒီလိုနေရာမှာအိမ်ကန်းချင်းချင်းထိုင်ပြီးဆရာထိုင်နေနော်ဟောလို့တောက်နှလားအကွာနေပြီးတော့မှန်တို့ဘီးတို့သနကားလိမ့်တို့ဖြုံးဆိုရေးသွားချို့လူလိုပဲရေမိုးချို့ပြီးအဲ့ဒီနေရာမှာအဝတ်စားတွေလဲပြတယ်အဝတ်စားတွေလဲဘီးဖီမှန်ပြီးပေါ့ကွာအဲ့ဒါသူတို့ရဲ့ပြည့်ရဲ့ဝေဟုတ်ကြီးပဲအဲ့ဒီစက်ဝိုင်းဝတာမင်းဝင်သွားလိုက်ကြတယ်တစ်ချက်တည်းအဲ့ဒီမှာမင်းဒုက္ခရောက်တော့မယ်အဲ့ဒါမင်းကိုမာယာ40နဲ့ဖြားအောင်တော့ဒီလိုအဲ့ဒီဖြားအောင်ပြီးတော့သူကဖြားအောင်မှသိတာကိုကိုကသူဒါလူစင်စစ်ကဒီလိုတော့မလုပ်ဘူးငါကြည့်နေငါရှိမှသူလုပ်နေခါလေးမဲ့ထွေးစားတယ်လားဒီပေါ်ထဲမှာထွေးလဲတယ်ထွေးလဲလို့မှတခါတည်းဘောလေးတွေကရှိမှဝင်အဲ့ဒီအစွဲကြီးကိုတို့ဖြတ်တယ်ဒီကအမေရှိနေတလားကြော်တော့ကွာအဲ့ဆိုငါလုတ်လိုက်ရင်ထောင်းဆိုရလဲထွက်သွားတယ်ဟမ်လုတ်ချင်တယ်လုတ်ခန်းတယ်ဟုတ်ကဲ့
ဒါမှပြန်လာရင်ဒီတိုင်းဒါနဲ့ငါမှသမင်းစားဟင်းစားနေပြေးသမင်းမတော့ဘူးဆွဲကိုတယ်အဲ့ရောမှစဉ်းစားပြီးကောင်းနေမှစဉ်းစားညကြတာအိမ်မပြေးမှတ်လားဟောရေပြင်းထဲမှာနှင်းစီပန်းအပွင့်ကြောင့်အကျဉ်းပွင့်နေရေကလည်းကြီးတယ်စိတ်နာပဲအော်နှင်းစီပန်းပွင့်နေတာတပွင့်နေလို့ဆိုပြီးဒီနှင်းစီပန်းတပွင့်ရဲ့အပင်ရင်းကိုသူတို့မျက်စိရည်လိုက်ကြည့်လိုက်တာအဲ့ဒီမဟုတ်တရားတော့ကျေဝန်းနေတဲ့အောက်မှာအဲ့ဒီနှင်းစီရဲ့အမြင့်တွေအများကြီးသဘောပေါက်လားဟုတ်ပါဘူးအဲ့ဒါသိထားပါအဲ့ဒါသိထားပါမင်းတွေ့တာတယောက်တည်းတော့တဲ့သူ့အဆက်အဆက်သူ့အစင်တန်အဲ့လောက်ကြီးတယ်ဒါပြောတာဒါပေမဲ့ဇွဲကောင်းကောင်းနဲ့ကူကြောက်တာတို့တော့ချွေးရဲ့အဲ့ဒီအစွဲမျိုးဟာနော်ဆက်ပြတ်ခဲ့တယ်အဲ့မတန်ဆွလို့စားလို့ပါနောက်ပြီးတော့လေဒီဖြစ်တယ်လေအပြိုလေးဖြစ်တယ်ဗျာမင်းအဲ့ဒီချက်ချင်းသူတို့နဲ့တွေ့လိုက်တဲ့ခါကျတယ်ပဲကြောက်မဖွယ်ရအဲ့ဒီမှာလွတ်တယ်အဲ့သိထားအဲ့တော့သဘဲဥစ္စာဆောင်နဲ့နှင်းစီဥစ္စာဆောင်ကြွားချဖို့ဒါတော့ပြောရင်မင်းတို့ကူကားကတော့လွယ်ပြီဟုတ်တယ်မလားပြီးတော့ဒီနှင်းစီနံမူလပြန်တဲ့ဥစ္စာဆောင်မျိုးဟာဒီသဘဲနဲ့မူလပြန်တဲ့ဥစ္စာဆောင်ကိုပို့ထားသွားမလို့နော်ပို့ထားသွားမလို့နဲ့နောက်သစ္စာရေးတိုက်တဲ့အခါမှာသိကြတို့ကဟောတပည့်တော်မသည်နောက်ကိုဘယ်တော့မှမလာပါနောက်ကိုဘယ်တော့မှမလာပါအဆရှိတယ်မင်းတို့အဲ့ဆိုင်တိုက်ကောင်းမလားအဲ့ဒါဟောအရှင်းမဆိုးနိုင်အောင်ဗဇက်ကိုလေငန်းဖမ်းလာတယ်ပြိတ္တာဟောလည်းညွှန်းနေအောင်နဲ့ညှပ်ပြီးဆိုလည်းလာဆိုဗဇက်ဟာတော့ပြန်စီးတာပြိတ္တာရေတိုက်လိုက်ရင်ဟောလေကြောင်းကအန်တိုးထိုးလိုက်ပဲတိုက်ချင်တဲ့ဟာပြတယ်အောက်ကြအဲ့ဒါကိုဟောဆိုတပါးလိစာချလိုက်ရေနဲ့ဒါအောင်စကြတယ်အဲ့ဒါဆိုလိမ့်တယ်ပူတာပဲဒါမင်းတို့မတွေ့ဘူးသူအဲ့နည်းစီကိုတွေ့ဘူးလားအဲ့ဒါလာလိမ့်နော်အဲ့ဒီလိုတွေ့ဘူးတို့လိုဆရာတွေကိုပင်လင်းနော်ဘာလို့ကြောက်ဆရာကောင်းလဲဆိုမင်းတုံးလိုက်ကြအောင်လုပ်မယ်ကဲဒါကောင်းပြီဒီနှင်းစီနံပေးတဲ့ဥစ္စာကြောင့်အကြောင်းချင်းကငါပြောပြမင်းတို့အဲ့ဒီနှင်းစီနံပေးတဲ့ဥစ္စာကြောင့်ကုတဲ့အချိန်ခါမှာအနတ်တိုက်အိုင်နေလိုက်ဘာနတ်လဲလို့ဆိုတော့မှတ်တယ်နော်လူတွေအောင်နဲ့အဲ့ဒါအမှန်လို့လေအကူအများဆုံးလဲမှာခုနပန်းလုံးရနေပြီရေဒီမှာအမြင့်တွေတွေ့နေပြီဟုတ်လားဟောမျက်စိတစ်ဆက်စောင်းလိုက်နော်ဆရာတမျိုးဆိုတော့ဖယားစင်မောမိထတာဟောင်းဆိုပြီးထားတော့လေငါဖြစ်ခဲ့တယ်နောက်တော့သူကြည့်တဲ့ဘက်ကိုဆံမန်းနဲ့ဟောလို့သူကလည်းအကြည့်သူတခါဆံမန်းစုပ်ပဲတယ်နော်ဟိုသူကဒီမှာနော်ဟိုတောင်းတွေကလည်းတွေ့တယ်ဒီမှာဆန်းတယ်ဟုတ်ကြည့်ကြအဲ့ဒီဥစ္စာတော့အစွဲမျိုးဖြစ်ရပယ်နံပေးတဲ့ဥစ္စာတော့အစွဲဖြစ်ကုသွားတဲ့နေရာမှာရှေ့ကြောင်းခက်ခဲကြောင်းလာမင်းတို့ငါပြောလိုက်ဟုတ်လားကုကုံသကုံအတူတူပဲခေါ်သွင်းနိုင်တဲ့နည်းနဲ့ချောင်းဒါတွေကဒီလိုပြောမှဖြစ်တယ်ဟုတ်လားချုံမိလားချုံမြင်တက်ဆိုင်တိုက်ဟုတ်လားတက်ဆိုင်ကိုခိုင်းလုံးအောင်တိုက်တိုက်တဲ့အခါမှာသိတာအဲ့ဒီလိုနှင်းစီရအမှန်ညာများတယ်ဟဲ့ဘယ်လဲကျွန်တော်ပါဆရာဘယ်လဲပါမောင်ဝနာပါဒီလိုပါမောင်နာမင်းကျွန်တော်နှမလေးပါဆရာမခွဲပါနဲ့ဆရာကျွန်တော်မလေးကျွန်တော်ပါဒီလိုလုပ်တယ်ကွာမင်းတို့ပြောရောသက်ဆိုင်တိုက်တယ်ကျွန်တော်ဒီဆောင်းကြည့်တော့နောက်ကိုဘယ်တော့မှနောက်ကိုတော့မလားကျွန်တော်ရှိနေတဲ့ဆက်ရအကုန်လုံးကကျွန်တော်ရှိနေတဲ့ကောင်ကသွန်းငါရှင်းကုန်မြင်လိုက်တာစဉ်းစားတယ်နောက်လာမီလိုဝင်ဆရာကျွန်တော်သွားအောင်မဆရာအောင်မသူကအမှဝင်ပါတော့ဒီတော့တော့ဒီတိုင်းပဲငါမပြောဘူးစောင့်ကြည့်ဟေးလာတော့ကွာဒီနောက်တော့ဘယ်လိုလဲပါမောင်နဲ့ရောက်တော့ရောက်ပါဦးဆရာအောင်မဘယ်လိုလဲပါမဆရာများလို့ပါဆရာနောက်မှတဖြည်းဖြည်းယူပါမယ်ဒီလိုပါသူကတခါအကွက်ကလေးအဲ့မိုးကလို့မင်းငါကြည့်ရတယ်တမျိုးပဲလေမျက်နှာကိုသေချာကြည့်တော့မိန်းမဟာမိန်းမျိုးပေါင်းတယ်ယောက်ျားဟာယောက်ျားပေါင်းတယ်မှတ်လားဥစ္စာတော့မသိတယ်မိန်းမကလေယောက်ျားပေါင်းတယ်ယောက်ျားပဲမူလာပြန်တယ်အဲ့တော့ကဲကောဒီခါလေးလိုက်တော့တော့မကြိုက်ကျွန်တော်ဒီနောက်ကတော့မလားပြီးတော့ဆောင်းတော့ဘာသေလုံးမျိုးနဲ့ငါတိုက်တယ်တော့အဲ့တော့ဒီကမနှောင်းညာသိတယ်နော်ဆရာကျွန်တော်တော့နှုတ်မသွားနဲ့ကနောက်ကတန်းတော့ကွာကျမလေး
ကျမပြီးဟောဖြစ်လားတွေ့ပြီအဲ့ဒီအကွက်ကလေးလေးပဲဘာမှမဟုတ်ကိုဘုရားကိုလူပဲမှတ်တာသိကြမယ်ဟိုညာညာအဲ့တော့ယောက်ျားမိန်းမလုပ်တယ်မိန်းမယောက်ျားလုပ်တယ်နော်စိတ်ကြတော့တော်များတော့ပြီနော်အဲ့လိုဥစ္စာဆောင်အစွဲတွေကိုကုတဲ့အခါမှာအတတ်နိုင်ဆုံးဆံမန်းသဲမန်းအများအသုံးများဆံမန်းကိုတက်တော့ဟုတ်လားအဲ့ဒီဥစ္စာဆောင်နဲ့ပတ်သက်တဲ့တစ်ဆက်မိတယ်ဟာပြောတယ်အဲ့မဲ့မူးရကွာဥစ္စာဆောင်ကမူးရပါတယ်မိမဟိုညောင်တော့အဲ့ဒီမိမဟာဗမာပြည်မှာရှိတဲ့ဆရာကုန်းကြီးဘယ်လိုငါလည်းပြောအသက်50ကျော်ပြီ52နှစ်ရှိပြီအဲ့တော့ငါ45နဲ့အဲ့မှာတွေ့ရတဲ့ခါကျတော့ तू ကတခြားလူကဒုံမကြီးတော့ तू ကမင်းတို့အမေကြီးဒီမှာလာပြီးတော့အနှိတ်ခံသူမဟုတ်ကနိုင်ငံငါရဲ့အလောက်ကတန်နဲ့တွေ့ရောအဲ့ဒါပညာဘာရှိတယ်လဲဆိုတော့40နာပြီလေဆိုတော့ငါမမသိခေါ်တယ်မသိခင်ပါလို့ဆိုတော့နင်းမိမလာနှိတ်ခံတယ်ဟောကောင်းပါလေငါတော့မိပြီသူတို့ကနာမကြီးညာဘာလို့မကူလို့မရအဲ့ဒါကြီးငါဖမ်းဆွဲတော့တခါလာမလေးလာမကျွန်တော်စမ်းကြည့်မဟဲ့မြတ်နေမလုံးနဲ့နော်နေငါ့ကိုမနိုင်ဘူးပကိုက်တော့မနိုင်ဘူးပကားဖော်လေးမလာတော့နဲ့အဲ့မှာဆွဲကြလိုက်ဆွဲတော့လေမူလပြန်ခိုင်းတာဒီမှာဘာမလုပ်နဲ့သူအမားမလုပ်နဲ့ဆိုတာသူပြောတာမဟုတ်ဘူးဟောကားတယ်သိလားကဲမင်းမေကဟိုဘက်ကငါဒီဘက်ကသူ့ကိုအလဲခံလို့မူလပြန်ခိုင်းလို့